ချမ်းသာတယ်လို့ထိုင်ပြီးတော့နားနိုင်ပါလေပါတရားနဲ့အဆိုးဆုံးယောဂကုစားပါတဲ့နော်စားကြရအောင်စီကေသာပရမရောဂသင်္ခါရပရမဒုက္ခဣဒံယတဝါယတဘုဒ္ဓံနိဗ္ဗာနံပရမံဒုက္ခံစီကေသာပရမရောဂသင်္ခါရပရမဒုက္ခဣဒံယတဝါယတဘုဒ္ဓံနိဗ္ဗာနံပရမံဒုက္ခံဘေကဝေပရိသလေးပါခြေသာခြေသာမိတော်ဇိကေသာသာလောင်မွတ်သိတဲ့ယောဂဇုတိပရမရောဂယောဂဝေဒနာမျိုးစုံနဲ့မှာတော့အဆိုးဆုံးယောဂဖြစ်ပါပေ၏သင်္ခါရမျိုးစုံတဲ့ကခန္ဓာ၅ပါးယုံနာတရားလို့ခေါ်တဲ့သင်္ခါရတရားတို့သည်ပရမဒုက္ခအဆိုးဆုံးဆင်းရဲတဲ့မှာတော့အဆိုးဆုံးတကအဆွေဆုံးဖြစ်ပါပေ၏ဣဒံဤကဲ့သို့သောသဘောတရားကိုယတဘုဒ္ဓဟုတ်တိုင်းမှန်စွာယတဝါသိမြင်တဲ့အတွက်ကြောင့်ပါဠိတော်ကြောင့်ယုသိမြင်ပညာရှင်ဖြစ်တဲ့သူတော်ကောင်းသည်နိဗ္ဗာန်အဲ့ဒီဆင်းရဲတို့ရဲ့ကုံဆုံးရဖြစ်သောနိဗ္ဗာန်ချမ်းသာကိုသိစေကရောတိမဉ္ဇဉ်ဘုံဉ္ဇဉ်ဖြင့်မရောက်အောင်ကြိုးစား၍မျက်မှောက်ပြုပါပေ၏နိဗ္ဗာန်အဆင်းရဲတို့ကလွတ်ကင်းရဖြစ်တဲ့အချမ်းသာဆုံးနိဗ္ဗာန်ကြီးကြတော့ပရမဒုက္ခဘယ်ချမ်းသာလည်းမတူတဲ့တကယ်အချမ်းသာဆုံးအချမ်းသာကြီးဖြစ်ပါပေ၏ဟူ၍ဘဂဝါဘုံတော်ကြောင့်ပါသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဝေါစာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြတော်မူခဲ့ပါပေသတည်းစီကေသာပရမရောဂသင်္ခါရပရမဒုက္ခရှင်တော်မြတ်ဘုရားဒီတကားလုံးကိုခြုံပြီးတော့မိန့်တာအဓိပ္ပာယ်နှမျိုးပဲရှိပါတယ်ဟုတ်လားရှင်သာချက်သမီးတို့လောကလူသားတွေကြောက်ပါတယ်ဆိုတဲ့ယောဂမျိုးစုံထဲမှာအဆင်းရဲဆုံးကြောက်စရာအကောင်းဆုံးယောဂဆိုတာအဆိုးဆုံးယောဂဟာတခြားမဟုတ်ဘူးတဲ့ဆာလောင်မွတ်သိပ်တဲ့ယောဂပရိသတ်ယောဂမျိုးစုံထဲမှာအဆိုးဆုံးယောဂဟာဘာယောဂလဲဆာလောင်မွတ်သိပ်တဲ့ယောဂသည်ယောဂမျိုးစုံထဲမှာအဆိုးဆုံးယောဂပါပဲနောက်တစ်ချက်မိတ်လိုက်တာသင်္ခါရပရမဒုက္ခမြင်မြင်သမျှသင်္ခါရဆိုတဲ့တရားတွေထဲမှာတော့အဆိုးဆုံးဆိုတဲ့အဆင်းရဲဆုံးဆိုတဲ့သင်္ခါရတရားသည်ခန္ဓာ၅ပါးပါပဲသင်္ခါရတရားတွေမှာအဆင်းရဲဆုံးသင်္ခါရတရားသည်ပါလေခန္ဓာ၅ပါးပဲတဲ့ဒါလေးကိုဒီနေ့တို့ပြိဿကိုဓမ္မဒါနပြုမှာဟုတ်လားဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်မိန့်တော်မူတဲ့စကားလေးကိုကြည်ညိုကြည်ရအောင်ခြေသားခြေသမီးတို့တဲ့ဟောဒီလောကကြီးထဲမှာရှိနေတဲ့လူသားအလုံးအတွက်ကဘာတခွင်လုံးမှာဖြင့်ယောဂမျိုးစုံ6လှမ်းလို့နေပါတယ်ကဘာလူသားအလုံးဟာပြိတ္တယောဂမျိုးစုံနဲ့6လှမ်းခံမရဘူးလားယောဂတွေမျိုးစုံလိုက်တာကြီးကြီးမားမားထင်ထင်ရှားရှားနဲ့ရှိနေတဲ့ယောဂတွေခဏခဏနဲ့အရေးပေါ်လာတဲ့ယောဂတွေခမလူသားတွေကိုအချောက်လှနိုင်ဆုံးဟာပြိတ္တယောဂပဲဟုတ်လားမဟုတ်ဘူးလားဟိုဦးဇင်းတော်ငယ်ငယ်တုန်းကပလိယောဂါတို့ကြောက်ယောဂါတို့ဆိုတာဒကာကြီးတွေဒကာမကြီးတွေသိပါတယ်ဟုတ်လား
အခုတပြေးတပြေးဦးဇင်းတို့လူလားပြောက်တဲ့အရွယ်တွေကပေါ်လာတဲ့ ANS ယောဂကဲမကြောက်တဲ့လူရှိသလားရှိပါပါဗျာ ANS ယောဂကြောက်ရွံ့မဲ့ရှိသေးတယ်ဘီပိုးဆိုတာလည်းပေါ်လာပြန်ပြီဘီပိုးပေါ်လာတော့နေစရာတဖြည်းဖြည်းကျင်းမလာဘူးလားကျင်းလာတယ်သူ့မှာဘီရှိတဲ့ဆိုလို့ရှိရင်ပြိဿကြီးဘီရှိတဲ့ထဲမှာအစင်ပြေတာတော့တစ်ဖွဲ့ပဲရှိတယ်ဘီရှိလို့ဆိုပြီးတော့ဒီဘက်ရောက်လာရင်သူတို့ပိုးစင်ပြေသွားတယ်ဟုတ်လားသူ့မှာစီရှိတဲ့ဆိုရင်ရောကဲပြိဿကြီးစီပိုးရှိရောအနာကတ်ချင်သေးလားကတ်ချင်ဘူးဘာဖြစ်လို့လဲဒီယောဂဝေဒနာကြီးကိုယ်စီကိုကုလာမှာရှောက်တယ်ဟုတ်လားသိပ္ပံနေအလုံးထုံးကားပါတယ်တိုးတက်ပါတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာတော့မှဟောဒီယောဂတွေနှိမ့်ဆက်နေတာကာကွယ်အဆင့်ပဲရှိသေးတယ်ပြိဿကြီးပျောက်ကင်းတဲ့အဆင့်ရောက်ပြီလားရောက်ပါဘူးသူတို့တော့မှပျောက်ကင်းတဲ့အဆင့်မရှိသေးဘူးဆိုရင်ပြိဿကြီးကျွတ်တို့တာဆိုရင်ရှိပြီဆိုရင်ဘာပဲကြံတော့လဲပျောက်ဖို့ပဲရှိရောတယ်ပြိဿကြီးယောဂတော့မပျောက်ဘူးဘာပျောက်မှာအသက်ပဲပျောက်ပါပဲဟုတ်လားဒီတော့ပြိဿကြီးယောဂဆိုတဲ့အတန်ကြားလိုက်ရင်လူတွေဟာတုံ့ချောချမသွားဘူးလားမျက်စိမျက်နှာတွေပြတ်သွားမယ်ချွေးသီးချွေးပေါက်တွေကျလာမယ်ဘာယောဂလို့ဆရာဝန်သတ်မှတ်လိုက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ယောဂအတန်ကြားတာနဲ့အသက်တဝက်တူနေပြီဒီတော့ယောဂလို့ပြောလိုက်ရင်လူတိုင်းကြောက်နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားကမင်းတို့ကြောက်တာတော့ကြောက်ဖို့ဒါပေမဲ့မင်းတို့ကြုံနေရတဲ့ခေတ်ပေါ်ယောဂတွေမင်းတို့ကြုံနေရတဲ့အရင်ကတည်းကရှိနေတဲ့ယောဂမျိုးစုံနေတဲ့ဘလောက်ပင်ဆိုပါတယ်ဘလောက်ပင်ကြောက်စရာကောင်းပါတယ်လို့ဆိုအဆိုးဆုံးယောဂဆိုတာတော့မဟုတ်သေးဘူးတဲ့ပြိဿရဲ့အဆိုးဆုံးဖြစ်ပြီလားဖြစ်သေးပါဗျာဖြစ်သေးဘူးဒီကနေ့အချိန်မှာဒီယောဂလေးအတွက်ဆေးမပေါ်သေးပေမဲ့ဒီဆေးကိုတွေ့ဖို့ရန်ကြိုးစားရင်နဲ့ယောဂပျောက်တဲ့ဆေးယောဂတတ်တာတဲ့ဆေးဆိုတာရနိုင်တယ်မရနိုင်ဘူးလားဒါကြောင့်ဒီယောဂတွေဆိုးတာမဆိုးဘူးမဟုတ်ပါဘူးဆိုးပါလေသို့တော့အဆိုးဆုံးယောဂဘာလဲဆိုရင်တော့ဆာလောင်မွတ်သိပ်တဲ့ယောဂဟာအဆိုးဆုံးယောဂပဲပြိဿရဲ့ဘာယောဂလဲဆာလောင်မွတ်သိပ်တဲ့ယောဂပါကဲမှန်လားမမှန်ဘူးလားမှန်ပါဗျာထိုတရားနာပိဋကပေါင်းတော်ကောင်းနေခုံသလားမဟုတ်ဘူးလားတော့မသိပါဘူးဘဏ္ဍနာကြီးရောက်တယ်လေလို့ဒီကကရုဏာလေးသားနဲ့မေးတော့သူတို့ကဘာပြောလဲ9 နာရီ6 နာရီတည်းဖြစ်မှာဟုတ်လားပြိဿဘယ်နာရီကပဲရောက်ပါစေအိမ်ကထမင်းမစားကြရတဲ့ပုဂ္ဂိုလ်တွေပါလိမ့်မယ်မပါဘူးလားထမင်းကလည်းမစားကြရဘုန်းကြီးကလည်းမလာနိုင်ဟုတ်လားထမင်းမစားရလို့ဘိုက်ကဆာလာပြီဘုန်းကြီးမလာနိုင်တော့ဒေါသကပေါ်လာပြီအလိုက်ကန်းဆုံးမသိလို့တရားက17 နာရီလောက်ထိုးသွားမယ်ဆိုရင်အမလီတော့ဟောနိုင်လို့လည်းနှစ်ပွဲလည်းရှိတာပဲတော့ပါပြီနောက်များတော့ဘိုက်ကစားတယ်လေသူတရားဘယ်လိုအာယုံပြုတ်နိုင်မလဲအိမ်မရောက်သေးဘူးလမ်းမှာတရားပြောသွားမှာဟုတ်တယ်မလားဒါကြောင့်ဆာလောင်တဲ့ဒုက္ခဆာလောင်တဲ့ဆင်းရဲဝေဒနာကပ်လာရင်ပြိဿရဲ့တခြားဟာတွေနဲ့ဖြေလို့ရသေးလားပြောဆာလောင်နေတဲ့ပုဂ္ဂိုလ်ကိုပြိဿရဲ့ယောဂဝေဒနာကုစားဖို့ဆိုရင်လောလောလတ်လတ်ပြိဿရဲ့သိကြတဲ့ကုစားနည်းကဘာလို့ဖို့ပဲရှိတယ်စားဖို့ပဲရှိတာဟုတ်လားပရိသတ်ရဲ့ဘိုင်ထဲမှာရေရှိရင်ရေတော့မယ်နှုတ်ရှိရင်နှုတ်တော့မယ်ပန်းသီးရှိရင်ပန်းသီးရှိမယ်ပန်းသီးစားစရာရှိရင်ရှိမရှိရင်ရတာပဲစားတော့မယ်ဘာနဲ့ဖြည့်ပြိဿရဲ့ဒီဆာလောင်မွတ်သိတဲ့ယောဂါကြီးမပြေသမျှလူသားတယောက်ဟာရက်ရက်ခတ်ပြီးတော့ပြန်လောင်ခတ်မနေဘူးလားဘူးပြိဿရဲ့ဆာလာရင်ဟမ်းမဆောင်နိုင်ဘူးဟုတ်လားဦးဇင်းတို့ဘုန်းကြီးတွေပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်တခါဆိုရင်တချို့ဆရာတော်ကြီးတွေဆိုရင်အာယုံစောဆိုရင်သိဆာလာဟာဆာပြီးတော့ရှိတာလည်းကပ်သွားတယ်ယာကုပဲကြာယာကုရှိယာကုကပ်ဟာဆန်တို့ရှိဆန်တို့ကပ်ဆုံးရှိဆုံးကပ်သွားဘာဖြစ်လို့လဲဆာတဲ့တံမခံနိုင်တော့ဒုပရိသတ်ရောအဲ့ဒီလိုမျိုးဖြစ်ဘူးလားဖြစ်ဘူးလေဒီတော့တလောကလုံးပြိဿရဲ့အဲ့ဒီဆာတဲ့ယောဂါကလည်းခန္ဓာလေးနှိမ့်ဆက်တာလားနေတိုင်းနှိမ့်ဆက်တာနေတိုင်းနှိမ့်ဆက်တာ
ဒီတိုင်းတနက်လောက်တော့နေနိုင်မယ်နှစ်နက်ရောက်တဲ့အခါကျတော့မျက်နာလေးရှုပ်လာပြီးနှစ်နက်လုံးမစားရဘူးဆိုရင်တော့ညတကောင်ရောက်ရင်ရှိတာကိုရှာတော့မယ်ဒီတော့အဆိုးဆုံးယောဂဖြစ်တဲ့အဲ့ဒီဆာလောင်မွတ်သိပ်ခြင်းဟာပြိဿရဲ့သမုဒ္ဒရာဝမ်းတထွားတဲ့ဝမ်းပိုက်ရှိတဲ့ပုဂ္ဂိုလ်တိုင်းမရှိဘူးလားရှိပါပါဘုရားခဏလေးရှိတာလားနေ့တိုင်းရှိတာနေ့တိုင်းရှိတာဒီတော့ပြိဿရဲ့တကဘာလုံးမှာဖြစ်နေတဲ့ပြဿနာအကုန်လုံးကိုခြုံကြည့်ရင်ဟောဒီဝမ်းလေးဝဝစားရဖို့အတွက်နဲ့ပဲအလုံးရှုံနေကြတာဟုတ်တယ်မလားပရိသတ်ဒီဝမ်းကစားခြင်းတော့ရောစားခြင်းတိုင်းစားလို့ရသလားမရပါဘူးကိုယ်မရှိဘဲနဲ့စားလို့ရပါမရပါဘူးသူ့အိမ်မှာအတင်းဝင်လို့လည်းမရဘူးဒီတော့စားစရာမရှိတဲ့အခါကျတော့စားစရာနှီးမျိုးစုံရှာလာမယ်ဘာဖြစ်လို့လဲစားစရာမရှိရင်စားလာမယ်စားတဲ့ယောဂကိုမခံနိုင်တော့ဘူးဟောပြဿနာအားလုံးရဲ့အစပေါ်မလာဘူးလားစားစရာအစင်မပြေတော့အခါကျတော့နေစရာကောင်းကောင်းမကောင်းကောင်းဝတ်စရာကောင်းကောင်းမကောင်းကောင်းဟောဒီစားစရာအစင်မပြေဘူးတဲ့ကုန်စည်နှုန်းတွေကိုလိုက်မမီတော့ဘူးရှိတဲ့ဝင်ငွေနဲ့မမျှနိုင်တော့ဘူးဆိုတဲ့အခါသမင်းမဝလာတဲ့အခါကျတော့သာသမီမဝတော့မိဘကခံနိုင်ရလားမိဘမကြွေးနိုင်တော့သာသမီကခံနိုင်ရလားမခံနိုင်တော့လူတိုင်းအကုန်လုံးကပြိဿရဲ့ဆာလောင်တဲ့ယောဂဝေဒနာကိုကုစားဖို့ရအတွက်ဤမျိုးစုံနဲ့ထွက်ပေါက်မရှာဘူးလားထွက်ပေါက်ရှာတယ်ဤမျိုးစုံနဲ့ထွက်ပေါက်တွေရှာလာတဲ့အခါစားစရာရသွားသလားဘယ်နေရာသွားရှာဟမ်စဉ်းစားတော့ရှာတဲ့လူဟာအပြစ်ဟုတ်သလားအပြစ်လို့လေပရိသတ်ရဲ့ဆာလာရင်ဟောဒီရန်ကုန်ကလူတွေလည်းပဲဆာလာရင်လက်တွေတုံလာမယ်ဗိုက်တွေတုံလာမယ်မခံနိုင်တော့ဘူးဘကိုးကလူတွေဆာရင်ရောဟိုမြောက်ဘက်နာတော့တောင်ကလူတွေဆာရင်ရောဟိုဘက်နာလေးတော့ပရိသတ်ရဲ့မိထီလာလူတွေဆိုရင်ရောဆာတာချင်းအတူတူပရိသတ်ရဲ့ကိုယ်ကျဲမစားလို့ရပါမလားအမလေးပရိသတ်ရဲ့ကိုကြတော့ဆာလုံးလို့ဆိုပြီးတော့ထင်တဲ့အမျိုးမျိုးစားနေတယ်သူတို့သားသမီးတွေကြတော့ဆာမစိုးလို့ဆိုပြီးတော့ရေခဲတစ်တာထဲမှာအပြည့်ထည့်ပြီးတော့ကျွေးနေမယ်တဲ့စားစရာမရှိလို့အော်နေတဲ့လူတွေကြတော့အတင်းကိုငေါက်လိုက်အော်လိုက်ရိုက်လိုက်ပုတ်လိုက်ဆိုရင်ဝမ်းနေစရာမကောင်းဘူးလားခင်ဗျားတို့အိမ်မှာခင်ဗျားတို့သားလေးတွေကမိသားသားဘလို့မှမနေနိုင်တော့ဘိုက်စားလို့ကဲကျွေးစရာလည်းမရှိဘူးဆိုရင်သားရဲ့အမေနဲ့ဒီနေ့ဘာမှကျွေးစရာမရှိဘူးဆိုရင်ကလေးကငိုတိတ်ပါမှာတိတ်ပါဘူးဗျာအငိုမတိတ်တော့အမေကနေပြီးတော့ဆာလို့ငိုရမလားဆိုပြီးတော့ဒီကလေးကိုအမေရရင်အဲ့ဒီအမေတရားမလားမတရားဘူးဘာဖြစ်လို့လဲသူလိုချင်တာဒုံမဟုတ်ဘူးသူလိုချင်တာဘာလဲမုံပြိဿငိုတိုင်းမုံစားရမလားအငိုမတက်တော့အဲ့လိုမပြောပါနဲ့မုံနဲ့ထုတ်ပဲပြောဒီကျန်တိုင်းဘာမပြောနဲ့ဟုတ်လားငိုတိုင်းလဲမုံမစားရဘူးအငိုမတက်တဲ့အခါကျတော့မုံအစားထုတ်စားရတတ်ပါတယ်တကယ်တမ်းကျတော့ပြိဿငိုတဲ့ကလေးလေးအပြစ်မရှိဘူးဟုတ်လားစားရင်ငိုမှာပေါ့ဟုတ်တယ်မလားခင်ဗျားတို့တော့မစားဘူးလားစားတဲ့အခါပြိဿကလေးလိုမငိုတာပဲရှိတယ်မျက်နှာစုဟောမလိုက်ချင်တော့ဝင်သွားမသွားနေငါစားတာဘလို့မှမခံနိုင်တော့ဘူးပြိဿဆောက်အောင်ပြီးတော့လည်းတွေ့တယ်နေအဝင်မစားဘူးလားပြိဿဒီလိုပဲလေကိုချင်းစားပါဘူးဒါကြောင့်ဆာလောင်မွတ်သိပ်ခြင်းဆိုတဲ့ယောဂရလာရင်လူတွေဟာပြိဿရေဘာကိုရှာမလဲစိန်တွေမပေးနဲ့မလိုချင်ဘူးရွှေတွေမပေးနဲ့မလိုချင်ဘူးငွေတွေမပေးနဲ့မလိုချင်ဘူးဟောဒီစားစရာလေးတွေသာအဆင်ပြေပြေလွယ်လွယ်လေးနဲ့စားလို့ရအောင်စီစဉ်ပေးစမ်းပါမကျင်တတ်နိုင်ဘူးလားအေးအဲ့ဒါပဲပြိဿရေဒါကြောင့်ကြော်ရင်းဆိုရတာရှိပါလေဆာလောင်သူကိုအဲ့ဒါနာကျင်သူကိုပြုစုလိုက်ဟုတ်လားစားတော်သူကိုဘသူထဲကတဝက်ဝေကျွေးရမှာကိုထဲကတဝက်ဝေကျွေးရမှာဟုတ်လားတချင်းဆိုပေမဲ့အမေဒါလည်းတရားလို့လို့ရတာပဲဖယားလည်းဒီတိုင်းဟောတာပြိဿကြီးဒါကြောင့်ဆာလောင်မွတ်သိပ်ခြင်းဟာငရဲနဲ့တူပါတယ်ဆိုပြီးတော့ဦးဇင်းတို့မြမစာသင်တဲ့အခါဟုတ်လားဒီမှာလဲဆိုလို့ချင်း
ဦးဇင်းတို့ရာဇဂုမှာကြောက်စာမှာရာဇဂုမှာကြောက်စာထဲမှာရာဇဂုမှာမင်းသားကသူ့အဖေကြီးသေကံကြီးတဲ့အခါရာဇဂုမှာရဲ့အဖေကဘယ်သူလဲဆရာမလေးဆရာလေးဘာမှပြောပါအောင်သူ့ဖေဘယ်သူလဲကျန်စစ်သားမင်းကြီးနဲ့ရွာဆန်တော့မယ်ဆိုတော့ရာဇဂုမှာမင်းသားကဘာနဲ့ကျေးဇူးဆက်တယ်လဲပြောဆရာမလေးပါလေပြောကျုံမြင်နေတယ်ဟာနဲ့လေထမင်းတုံးလေလားရွှေစင်းတို့ရွှေသားစင်းတို့ကိုထုလုပ်ပြီးတော့မှမကြမ်းမှဒီကံนี้ဖြစ်နေတဲ့ကျန်စစ်သားမင်းကြီးရဲ့ခေါင်းရဲမှာထားပြီးတော့ဖခင်ကြီးရဲ့ကျေးဇူးဂုဏ်ကိုအာယုံပြုတဲ့အနေနဲ့ဟောဒီရွှေစင်းတို့တဆူပြုလုပ်ပြီးတော့ပူဇော်ပေးပါလေဆိုပြီးတော့ဒီလိုမျိုးကျေးဇူးဆက်တာဒီတော့ရာဇဂုမှာမင်းသားကအဲ့ဒီကျေးဇူးဆက်ပြီးတော့ကြောက်စာထဲမှာဆူတောင်းလိုက်တာပြိဿကြီးဘာမှလာတဲ့ဆိုရင်ဟောဒီကောင်းမှုကြောင့်တဲ့ဘဝဆက်တိုင်းဆာလောင်မွတ်သိပ်ခြင်းငရဲကကင်းရပါလို့ဤပြိဿကြီးဘာဆူတောင်းပါဆာလောင်မွတ်သိပ်တာကိုငရဲတဲ့တော့တင်စားခဲ့တာမမှန်ဘူးလားမှန်တယ်ဒါကြောင့်အာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဟောဒီရွှေမြန်မာနိုင်ငံကစားပြီးတော့တကဘာလုံးမှာပေါ်နေကြတဲ့အသံတွေမကျေနပ်တဲ့အသံတွေအကုန်လုံးဒီစာဝန်တွေအစင်မပြေတဲ့အတွက်ကြောင့်ပေါ်နေကြတာပါတဲ့ဖိုက်ဆာလုံးလို့ပေါ်နေတာပါဟုတ်တယ်မဟုတ်လားစားနိုင်တဲ့လူတွေကပေါ်ဆံမွေးနဲ့ပန်းသီးကိုထင်နဲ့စားနေပေမဲ့စားစရာမရှိတဲ့ပုဂ္ဂိုလ်တွေကငစိမ့်စံကိုတော့မှထမရေကြိုပြီးတော့တောက်ရတယ်။ဒါပေမဲ့ကျွတ်မြန်မာနိုင်ငံမှာငတ်လို့တည်တဲ့မသားမရှိဘူးမို့လား။မရှိဘူးလုံးဝမရှိဘူးပြိဿရှိသလား။ရှိပါဘူး။ထမင်းမဝတဲ့လူရောရှိပါဘူး။ငတ်လို့တည်တော့မသားတော့မရှိဘူးပြိဿရဲ့ထမင်းမဝပဲနဲ့တည်သွားတဲ့လူရောဟာအဲ့လိုမပြောအောင်လေတရားသာတာပေါ်ပြရတဲ့ရွှေညာနိုင်ငံဟလားအဲ့တော့ပြိဿကြီးပြောကြတာကတော်တော်များများကောက်ချက်ရှာရင်လူဟာဆာလောင်လာရင်ဘာမှမခံနိုင်တော့ဘူးဟုတ်လားဦးစင်းတငယ်ချင်းဘုန်းကြီးလူတွေတယောက်ရှိတယ်သူကအခုဆိုရင်သာသမီ3ယောက်တောင်ရနေတော့ဟဲ့ကောင်တော့မင်းကသာသမီရတော့တို့ပြောစမ်းမအောင်ကတော့မိဘတယောက်ရဲ့မေတ္တာသိအောင်ဒီတရားလေးခုတည်းကထုတ်နေတော့ဟဲ့ကောင်တော့မေတ္တာလေးတွေထမင်းမစားရလို့ငုန်းနေမင်းဘာလုပ်မလဲဆိုတော့အမစားရလို့ဝင်နေတော့ကတော့ရှာပါဟောတယ်ကဲမင်းရှာတယ်ကွာလို့တမအာဇီဝမြတ်မြတ်တတ်တယ်ရှာတယ်ရှာလို့မရရင်ဘယ်လိုလုပ်မလဲလို့ဟာရှာမရရင်တော့ကတော့သိခါနာမှာမဟုတ်ဘူးတဲ့နည်းနည်းတော့စောင့်အောင်မယ်တဲ့ဘုန်းကြီးရောက်သွားပြီးတော့တောင်းမယ်တဲ့အဲ့တော့မင်းသွားတော်ရမပြောနဲ့ဘုန်းကြီးရောက်တောင်းတော့ဘုန်းကြီးရောက်ရတယ်ဘယ်သူမှလာမကိုလို့တခါကြီးပိတ်ထားရင်မင်းဘာလို့သွားတောင်းမလဲလို့အဲ့ကနော်ကိုတော့တဲ့တကားပိတ်ထားလည်းပဲဖွင့်တဲ့နေရာတော့ရှိအောင်မှာပါတော်ရမပြောနဲ့လို့အကုန်လုံးတော်တော်များများပိတ်ထားတာလူတွေကလည်းဟိုတော့တောင်ပြောပြောအခုကျတော့မင်းအနားတော်မလာဘူးညတော့ဟုတ်လားအဲ့တော့ဘုန်းကြီးကျောင်းကမရရင်မင်းဘယ်လိုလုပ်မလို့ဘုန်းကြီးကျောင်းကမရရင်တော့ကိုတော့တဲ့လူငယ်ကိုတော့တဲ့လူလို့ကဲမင်းကလွတ်သွားမယ်လို့ထင်လို့လားလို့လူပြန်ရင်လည်းမင်းဟိုမှာဒါအောင်မှာလို့အဲ့တော့မင်းဘယ်လိုလုပ်မလဲလို့စဉ်းစားပြီးတော့ဒါမရဘူးစင်းနဲ့ကိုဟာကိုယ်ကခံနိုင်မသားတွေသမီးတွေမစားရလို့တကြီးကြီးငိုနေတော့လူတက်ရင်လည်းတတ်မိပါတဲ့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ပြိဿကြီးဆာလောင်မွတ်သိပ်ခြင်းဟာမခံနိုင်လာရင်ဒေါသဘက်ကိုလွယ်လွယ်လေးနဲ့မကူဘူးလားဟုတ်တယ်ဒါကြောင့်ဆာလောင်မွတ်သိပ်လာတဲ့အခါကျတော့မရတဲ့နည်းနဲ့ရှာလာပြီးရတဲ့နည်းနဲ့ဘယ်လိုမှရှာမရဘူးဆိုရင်ဒေါသတွေထက်လာတဲ့အခါလူရင်လူမဲ့တတ်ရင်တတ်မဲ့ဖြတ်ရင်ဖြတ်မယ်ဒီတော့ဆာလောင်မွတ်သိပ်လို့တောင်းနေတဲ့လူတွေအော်နေတဲ့လူတွေကိုမရိုက်နဲ့အပြစ်မပြောနဲ့အဲ့ဒီလိုလူတွေများလာရင်ပြိဿကြီးတိုင်းပြည်ကြီးကြောက်เสียမကောင်းဘူးလားကောင်းပါတယ်ဗျာကြောက်เสียကောင်းတယ်ဒါကြောင့်ဒုပရိသတ်ကိုပြောတာမြတ်စွာဘုရားကယောဂထဲမှာဘာယောဂအဆိုးဆုံးလဲဆာလောင်မွတ်သိတဲ့ယောဂဒါဆိုရင်ဆာလောင်မွတ်သိလို့အော်နေတဲ့ပုဂ္ဂိုလ်တွေကိုခမည်းတော်ကထမင်းကျွေးသလားဘာလုပ်သလဲကဲခင်ဗျားတို့အိမ်ရှိမှလာပြီးတော့ထားပေါင်းအိမ်ရှိမှသာထားလိုက်ပါအောင်များကဲဆာလောင်ဒီထဲမှာဆင်းရဲတဲ့လူတွေလည်းပါတယ်ချမ်းသာတဲ့လူတွေလည်းပါတယ်ဟုတ်လားတော်တော်ကြီးချမ်းသာတဲ့လူတွေလည်းပါမှာပါဒီတော့ဒီတရားပွဲလူငယ်တွေကကျွန်တော်တို့တရားပွဲပြီးရင်ခင်ဗျာတယောက်ကိုဓမ္မောက်တစ်ထုပ်ဝေပါပါလို့អော်လိုက်ပြီးဆိုပါတော့ပြိဿရဲ့မယူတဲ့လူပါမလားပါပါဘုရား
ဟုတ်ပြီမယူတဲ့လူမပေါင်းဒါလက်ခံတယ်ဘုဒ္ဓစီမဲ့လိုချင်ပါပဲဟုတ်လားဓမ္မတထိုးစီမဲ့လိုချင်တဲ့လူပါတော့နှစ်ယောက်လာတော့လင်းနေမရဘွေးပွားကြီးလာမှာကဲသူတယောက်တစ်ထုပ်ကျွန်တော်တို့တယောက်တစ်ထုပ်ပဲလက်ထဲကိုထည့်ပါတယ်ခဏတည်းအဲ့တော့သိပြီးတော့ဟောမဖြစ်တဲ့လူကငါသားလေးကလေအဲ့လိုဓမ္မထောင်ပေါက်သိကြိုက်တာလေသူမလိုက်ညာနေတော့သူလာကျင်တာငါတို့ကထားခဲ့လို့တထုံးတော့ဟဲ့ဟုတ်လားဟောပြိတ္တရေရှေ့ကတောင်းတဲ့လူကသူရားခွင့်ရှိပြီဆိုရှေ့ဆက်သွားသလားမသွားဘူးအင်းသားလေးအတွက်ဟောတခါကြီးကသားလေးတော့ဒီမရနင်းအလုံးမလုံးနဲ့ငါသမီးရဲ့သိကြိုက်တာငါသမီးလေးကိုလေတထုံးလောက်ပါဝင်ဟောပြီးတော့ဟုတ်ကဲ့အန်တီရဲ့ယူပါဟုတ်လားပြိတ္တလာတာဘယ်နှယောက်လဲဥပနထိုးရပြီလေတော်ပြီလားတော်သေးဖြစ်သေးလားဟင်ဟလာရတိုင်းလေဟိုငါမြင်းမြတ်လေးအဲ့လိုမျိုးတစ်ခုစားပြီးမှအိတ်တက်တာဒီကပြန်အဲ့ဒါလေးကျွေးပြီးတော့သိချင်လို့ပါကွယ်ရပါလေအန်တီရဲ့ဟောပရိသတ်နှစ်ယောက်ပေါ့မနှထုတ်ရတယ်တော်ပြီလားမတော်သေးဘူးပရိသတ်ရေမနက်ပါအိမ်မှာကြွမယ်ဘုန်းကြီးကိုဆွမ်းလောင်းရင်အစင်းလေးရအောင်လို့တစ်ထုံတော့ပြီးပါအောင်ဟုတ်လားတောင်းရင်တောင်းအောင်မှာဟုတ်လားအဲ့တော့ပရိသတ်ရေမြတ်စွာဘုရားကအဲ့ဒါလေးသိတယ်လူတွေကဆာလောင်မုတ်သိခြင်းယောဂါကိုကြောက်တဲ့အတွက်ကြောင့်မရှိတဲ့လူတွေကလည်းရှိအောင်အတင်းကြိုးစားပြီးတော့စားစရာရှာနေတယ်ရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်းပြိတ္တရဲ့ဘယ်သူတွေငတ်ငတ်မငတ်ငတ်ငါတို့မိသားစုအုပ်စုလေးတော့ငတ်လို့မဖြစ်ဘူးဘယ်သူမှမပေးနိုင်ဘူးလို့အတင်းသိမ့်တတ်တယ်မသိဘူးလားသိပါပါအဲ့ဒါပဲလောကကြီးပြဿနာတက်နေတာငတ်နေတဲ့လူတွေနဲ့စားနေရတဲ့လူတွေတောင်းနေတဲ့လူတွေနဲ့မပေးတဲ့လူတွေကြားဒါနှစ်ခုနဲ့ပဲအလုံးရှုံနေတာဟုတ်လားတောင်းတဲ့လူကလည်းမရမှန်းတော့သိတယ်ရနိုးနိုးနဲ့တောင်းတယ်ပေးတဲ့လူကလည်းပဲစောင့်ကြည့်တယ်ပြောမရရင်လေးဘွားနဲ့ထုမယ်ဟုတ်လားဒါပဲရှိတော့တာပဲဟုတ်လားအဲ့တော့ပြိတ္တပေးတာနဲ့တောင်းတာဒီနှစ်ခုနဲ့အလုံးရှုံနေတာဟုတ်လားအဲ့တော့ပြိတ္တလူတော်များများကအတ္တလောဘတဲ့မကြည့်ဘူးလားကြည့်ပါလားအတ္တလောဘတွေအာကြီးလာတဲ့အခါကျတော့ရောင်းနဲ့ဝယ်တဲ့ပုဂ္ဂိုလ်ကလည်းဟိုစီစီကတက်တယ်ဆိုရင်ငါဆံကလည်းညီညီမနေနိုင်ဘူးငါလည်းလိုက်မယ်ဟောစီတက်တော့ဆံကနေခဲ့သလားမရပါဘူးဆံသမားကတက်သွားပြန်တော့ပြိတ္တကြီးကျက်တော်သမားကလည်းဟိုသူတို့လည်းပဲငါတို့မရှိရင်အလုံးမဖြစ်ပဲငါတို့လည်းတက်မယ်ဟုတ်လားဆံရဲ့စီရဲ့ကျက်တော်ရဲ့ငရုတ်တိရဲ့ပေါင်းထင်လိုက်တာပြိတ္တရဲ့အကုန်လုံးအိမ်ပြင်ထွက်ကုန်ပြီဒါဖြစ်လို့လေရတဲ့အလုပ်လေးထွက်လို့ရတာပြောတာပါပြိတ္တအိမ်ပြင်အကုန်လုံးမထွက်တော့မရဟိုတော့နှစ်ယောက်တည်းလုံးလုံးရင်စားလို့ရခုတရင်တို့ထွက်လို့ရတာအဲ့ဒါပြောတာမင်းတို့အကြီးမလုံးနဲ့ခေါ်တဲ့ဘုန်းကြီးအရသာပြတ်တာအဲ့တော့ပြိတ္တစားရင်နဲ့ပဲရော့သွားမှကြောက်တဲ့လူကလည်းမပေးဘူးသိဟာအစားစရာမရှိတဲ့လူကလည်းဟာပေးဟာသူတို့မှရှိနေပေးအောင်နဲ့ပြိတ္တကြီးပေးအောင်နဲ့မပေးဘူးနဲ့ပဲနှလုံးထဲနဲ့ပဲအလုံးရှုပ်သွားလိုက်တာစိတ်ဆင်းရဲစရာတွေပေါ်မသွားဘူးလားကဲခင်ဗျားတို့မှန်ပြောခုနကြုတ်ပြောတဲ့ထမင်းတို့ယူနီးရမှန်လားမမှန်ဘူးလားရရင်အကုန်မလိုချင်ဘူးလားမင်းဒါနဲ့များကိုချင်းမစားတော့တောင်းနေရတယ်ဟုတ်လားဟမ်ရရင်အကုန်လိုချင်တာသို့တော်ပြိတ္တရဲ့ကိုရတဲ့ရတိုက်တာလဲယူပြီးတော့သူရတဲ့ရတိုက်တာလဲပေးလိုက်မယ်ဆိုရင်သူရောကိုရောโอเคမပြဘူးလားအခုတော့ပြိတ္တပေးဆိုတဲ့စကားကြတော့ပါလားမပြောနဲ့လာမပြောနဲ့ဟုတ်လားအဲ့တော့လူတွေအတော်များများကဘာဖြစ်နေလဲဆိုရင်ဦးဇင်းဟင်္ဒတဘတ်မှာဦးဇင်းနဲ့ခင်နဲ့ဒကာကြီးကိုတိုက်ဆိုတာရှိတယ်နာမည်ကကိုတိုက်တယ်ဟုတ်လားနာမည်ကကိုတိုက်ဟုတ်လားအဲ့တော့ကိုတိုက်တော့မှမောင်နှမ9ယောက်ရှိတဲ့အခါကျတော့သူ့အမေကတနေ့မုံပတုတ်လုပ်ပြီးတော့မုံပတုတ်10ခုကဲသားကြီးရေမင်းကြီးလေးညီမလေးလေကျောင်းကပြန်မလာသေးဘူးမင်းအကြီးဆုံးဖြစ်တော့မင်းအပ်ခဲ့မယ်အဲ့တော့ဒီမုံလေး10ခုကိုမင်းတို့မောင်နှမညနေလူဆိုရင်ဝေစားနော်ဆိုပြီးတော့အမေတို့ကကိုတိုက်သားအကြီးဆုံးကိုမုံပတုတ်ဘယ်နှထုတ်အပ်ခဲ့လဲမောင်နှမဘယ်နှယောက်လဲဝေကြီးစားတယောက်ဘယ်နှထုတ်လဲနှစ်ထုတ်တာခင်ဗျားတို့တွက်တာဟုတ်လားအဲ့တော့ကိုတိုက်ကကြည့်တယ်ဒါအမေကငါ့ကိုပြီးခဲ့တာငါအကြီးဆုံးမို့လို့အမေငါ့ကိုအပ်ခဲ့တာငါပဲရတဲ့လားငါပြီးရင်ဒီကောင်တွေရမယ်မပြီးရင်မရဘူးကိုတိုက်စိတ်ကူးတွေပြောင်းနေတာဟုတ်လားအဲ့တော့ရက်နေလေမောင်နှမ9ယောက်ဆိုဟေးလာအမေကမုံ10ထုတ်ဝေခဲ့တယ်ဟောဒီမှာဘောဘတ်တို့10ထုတ်ရှိတယ်တို့မောင်နှမတွေဝေစားလို့ပြောတယ်ငါအကြီးဆုံးဆိုတော့ငါဝေမယ်အကိုကြီးရဲ့အဲ့ဒါနဲ့ပြောနေရသေးတယ်တယောက်တစ်ထုတ်ရှင်းကြီးကိုစကားမများနဲ့ငါလူကြီးငါလုပ်ချင်လို့လုပ်မှာနင်းထိုင်ဟုတ်လားအငယ်ဆုံးမှထားပြောတော့ထားတိုင်းဝေလဲဝေရောကိုတိုက်ဘလူဝေတယ်မလဲရော့မိဘုံတစ်ခုငါတစ်ခုရော့အေးချစ်တစ်ခုငါတစ်ခုရော့ထုံမောင်တစ်ခုငါတစ်ခုတော့မိကွန်းတစ်ခုငါတစ်ခုဝေထည့်လိုက်တော့တင်လိုက်ဘုံဘတ်တို့10ခုဝေလိုက်တာကိုတိုက်ဘယ်နှခုရပါဟ
ကိုတိုက်ဘယ်နှခုရမှာဒါတော့မှမဝေတယ်ဒါနဲ့မြန်မုံစားရင်သေးတယ်ဟုတ်လားစားရမလိမ့်မယ်အကြီးကြီးဟုတ်လားကိုတိုက်ဘယ်နှခုရမှာကဲပြိဿရဲ့ဘုံကဘယ်နှခုရှိလဲကိုတိုက်ဝေလိုက်တာမပိုင်ဘူးလားပိုင်နေမဲ့ပြိဿရဲ့ကြံတဲ့လူတွေကအားတွေလားအားတွေတော့မဟုတ်ဘူးသိတယ်သိပေမဲ့ပြိဿရဲ့အကြီးဆုံးဆိုတော့ပြောရသလားမပြောရဘူးကိုရတော့မှမတိတော့ပေါ်တင်ကြီးတော်လေးဟုတ်လားဒါတယောက်တစ်ခုရှင်းရှင်းကြီးကိုသူလူလဲကြတာဟုတ်လားကြည်ကြည်လည်းမပြောရင်ဟုတ်လားငါလည်းပြောချင်တာငါမပြောရင်လို့အကုန်လုံးမပြောရတဲ့လူတွေကြီးပဲကြောက်နင်းလည်းမပြောရဘူးငါလည်းမပြောရဘူးဒီတိုင်းထားရလည်းပဲဒီပြဿနာကြီးကအစင်နာတို့ခံရလိုက်မယ်ဟဲ့မရဘူးကြောက်ဘုန်းကြီးတော့ရှောက်တယ်ရွာဘုန်းကြီးတော့ရှောက်တယ်ဟုတ်လားမောင်နှမ၄ယောက်တိုင်မပြီးတော့အငယ်တည်းကဘုန်းကြီးတော့ရှောက်ဘုန်းကြီးဝေးဗျာဒီလိုတော့ပေါင်းလဲများပြီတခါဝေလဲသူ့ဖို့တခါဝေလဲသူ့ဖို့တကယ်ဆိုရင်တယောက်နှစ်ခုရှင်းရှင်းကြီးကိုတပည့်တော်တွေတစ်ခုပဲပြီးသူ့ကြတော့6ခုယူတယ်ဗျာဟာဒီကောင်ဒီလိုကောင်းလားဘယ်ရမလဲဒါသမားစီကမဟုတ်တာဒီကောင်ခေါ်လဲလွတ်လိုက်တာလွတ်လိုက်စားအခုလွတ်လိုက်စားဘုန်းကြီးကဟုတ်လားလွတ်လိုက်စားလို့ပြီးကျောင်းကနေအဟံသားနဲ့စောင့်နေတာဒါပေမဲ့ကိုတိုက်ကပါတယ်ဒီလိုလို့ရင်ဒီလိုလာမယ်ဒီလိုလာရင်ဒီခွင်းဆင်းမယ်ဆိုကိုတိုက်ကဆင်းပြီးတာအဲ့တော့ဘုန်းကြီးကကျောင်းကငတိုက်ရိုက်မလို့ဆိုပြီးတော့ခေါ်တာလေကိုတိုက်ကဒီတိုင်းမသွားဘူးမုံဘတ်တို့နှစ်ထုပ်ကိုကြာကြာနာနာအခေါင်ခွာပြီးတော့ဗဒံနဲ့ထည့်ပြီးတော့အရှင်ဘုရားအမေလူတဲ့မုံဘတ်ထုတ်ပါဗျာဆိုပြီးတော့လူလိုက်တော့ဘုန်းကြီးလည်းမုံဘတ်တို့နှစ်ထုပ်ကြည့်ပြီးတော့ဟေးဘာပြောမှမသိတော့ဟုတ်လားဘုန်းကြီးပါအလုံးရှုပ်သွားတာဟုတ်လားအဲ့တော့ဟိုမှာလည်းမင်းဒီမုံဘတ်တို့ကဘယ်ရောက်လာလဲဟိုအမေကတော့တပည့်တော်တို့ညီကိုမောင်နှမတွေကိုဝေစားဖို့ပြောတတ်ပါဗျာတပည့်တော်ကဖုံဖုံတို့အတွက်လည်းညုံမကြလို့ဒါလှူတာပါတဲ့ဒါမဲ့ပြိတ္တိဘယ်နှထုတ်လှူတာလဲသူ့ဘယ်နှထုတ်ကြံသေးလဲအဲ့ဒါပဲလူတော်များများပြိတ္တိကိုယ့်ဘုကိုဟိုဘက်ကဒီဘက်ကမကြံမချင်းပဲခြံပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်လောကကြီးကဆာလောင်နဲ့ငတ်တဲ့လူတွေများမလာဘူးလားများလာတော့ပြိတ္တိငြိမ်ရလားမငြိမ်တော့မလုပ်လို့ရတယ်အခုကကိုတိုက်ကျင်မှတည်းမတိတော့တည်သားပဲမပြောချင်တော့ဟုတ်လားကျောင်းကဘုန်းကြီးအာကူကမလားပြောတယ်နောက်ဆုံးတော့သူလည်းဒုက္ခရောက်တာပဲဟုတ်လားသူလည်းအလင်းခံတာပဲဟုတ်လားအတင်းပဲပြောလို့ရတယ်ဘာမှမရဟုတ်လားအဲ့တော့အကုန်လုံးကလောဘသားတွေကြီးပဲပြိတ္တိခမည်းတော်ဝေခိုင်းရင်နော်မလိန်နော်တပည့်တော်တို့ဝေခိုင်းရင်လည်းပဲကိုတိုက်တော့မဟုတ်ပေမဲ့တပည့်တော်ကတော့အလေကပိုင်းပြီးတော့အပိုင်းပိုင်းလေးတွေပဲတောင်းရင်တောင်းပါပါမတောင်းမဲတော့မနေပါဘူးဟုတ်လားဒီတော့ပြိတ္တိအဲ့ဒီလိုအတ္တလောဘငါရဖို့ပဲကြည့်တဲ့လူတွေများလာတော့လောကကြီးမှာစားစရာတွေဟာအစင်မပြေတွေဖြစ်မလာဘူးလားဖြစ်လာပြီဆိုတော့ပြိတ္တိလောဘလူတိုင်းကင်းရလားစားစရာမရှိတဲ့ပုဂ္ဂိုလ်တွေကပွားစီအိမ်ထဲမှာပြောရကနေမကျေနပ်တဲ့အခါအကိုကြီးငါမခံတော့ဘူးနော်နင်လောက်တာချိန်မုံများပြီဒီတခါတော့ဒိုးလဲငတ်နေပြီနင်ပေးမပေးတော့ထွားချတော့မှာဆိုတဲ့အခါကျတော့နင်တို့နော်ရှင်းမတော့နဲ့ငါတွေ့မှာနော်ငါတွေ့မှာနော်ဟုတ်လားငါရက်ကွက်ထဲမှာငါမွေးထားတဲ့ကောင်နဲ့ရှင်းနော်ငါခေါ်ပြီးနင်တို့နင်အုတ်ခိုင်းမှာအကိုလုံးတဲ့ကောင်လည်းသူကမုံဘတ်တို့ပေါ်တယ်လို့ဆိုတော့သူကျွေးထားတာမနေဘူးဟုတ်လားပြဿနာအဲ့မှာစတော့အိမ်ထဲကပြဿနာပြိတ္တရဲ့အိမ်ကြီးရောက်ကုန်တော့ဟုတ်လားအဲ့တော့ပြိတ္တလောဘအခြေခံလာတော့စားစရာမရှိတဲ့လူတွေကအတင်းတောင်းပြီးတော့မကျင်တတ်တဲ့နေထွက်လာတယ်ရှိတဲ့လူတွေကလည်းမပြီးနိုင်တဲ့အတွက်ကြောင့်မကျင်တတ်တဲ့အတန်တွေထွက်လာပြီးရောလောဘတွေအာမပြန်ဘူးလားမပေးခြင်းတဲ့ပုဂ္ဂိုလ်ကလည်းငါဟာဆိုပြီးတော့လောဘနဲ့တွေ့ထားတယ်တောင်းတဲ့ပုဂ္ဂိုလ်ကလည်းပဲငါရတဲ့နဲ့ဆိုပြီးတော့အတင်းတောင်းနေတယ်သူလောဘကိုလောဘပြိုင်လိုက်တဲ့အခါကျတော့ဒေါသတွေအဆိုင်လိုက်အခဲလိုက်ထွက်လာပြီထွက်မလာဘူးလားလောဘအားကြီးလိုက်တာပြိတ္တိလူတွေရဲ့လက်ထဲမှာစိတ်ထဲမှာအကုန်လုံးဒေါသရဲ့တတိတွေပြမလာဘူးလားမပြေဘူးလားမပြေရင်ချမယ်သေပါစီတော့ငတ်ခန္ဓာပဲတော်သေးတယ်အကိုကြီးဆိုရင်ဟိုကလည်းချရင်ချငါလုံးစရာမလိုငါတပည့်တည်းချင်းငါခိုင်းထည့်လိုက်မှသေဖို့တာပြန်ဟုတ်လားအဲ့တော့ပြိတ္တိမောင်နှမစိတ်တွေလည်းမရှိတော့သာမိတာဖစိတ်တွေလည်းမရှိတော့အကုန်လုံးကအစားတက်လို့အတွက်ပြဿနာမကြည့်ဘူးလားကြည့်လိုက်တာဒါကြောင့်လောဘတွေမောလာတော့ဒေါသတွေမခေါ်ဘဲနဲ့ရောက်လာတယ်ဒေါသတွေမွန်လာတဲ့အခါကျတော့မောဟတွေပါပြိတ္တိစောင့်စရာမလိုတော့ပါဘူးလိုသေးလားမောဟဆိုတာအမှန်လားအမှားလားအမှန်ပြိတ္တိအမှန်ကိုအမှားကြီးလို့မြင်တာသူ့ရဲ့သဘာဝကအမှန်ကိုအမှားလို့မြင်သွားမှမောဟဖြစ်တာဒီတော့လောဘကအာကြီးလာပြီးဒေါသကအာ
ကြီးလာပြီးငါမပြီးဘူးမထီနဲ့ဆိုတဲ့စိတ်ဓာတ်တွေများလာတဲ့အခါအတင်းလူတဲ့ပုံကိုယ်တွေအတင်းတောင်းတဲ့ပုံကိုယ်တွေကလည်းရှေ့တိုးလာပြီးဟောမောဟတွေဖုံးလွှမ်းလာတဲ့အခါကျတော့ကျောင်းကဘုန်းကြီးလည်းငြိမ်ငြိမ်မနေနဲ့အိမ်ကနင်တို့လည်းငြိမ်ငြိမ်မနေနဲ့ရှေ့တိုးရဲ့တိုးကြီးငါမှမောင်နှမတွေဆရာတော်တွေလာမပြောနဲ့ထူရင်ထူမှာဟောမောဟဖုံးလွှမ်းလာတော့ပြဿနာကြီးမလားဘူးလားကြီးပါဘူးအဲ့ဒါပဲပြိဿရဲ့ဒါကြောင့်လောဘအာကြီးတော့ဒေါသရောက်လာတယ်ဒေါသအာကြီးတော့မောဟရောက်လာတယ်မောဟအာကြီးပြီဆိုတဲ့အခါကျတော့မကြားတဲ့နာမဖြစ်တဲ့နာတွေအကုန်လုံးကြားရဖြစ်ကြရပါပြီအခြေခံရှာလိုက်ရင်ပြိဿရဲ့ဘယ်ကစတဲ့ပြဿနာလဲဆာလောင်မွတ်သိတဲ့ယောဂဟုတ်တယ်မလားဒါကြောင့်ဆာလောင်မွတ်သိတဲ့ယောဂရလာပြီဆိုရင်လူတွေလည်းပဲငြိမ်ငြိမ်သက်သက်နဲ့မနေတတ်မထိုင်တတ်တော့ပါဘူးတဲ့လူတွေငြိမ်ငြိမ်သက်သက်နေလို့မရတော့ဘူးဆိုတော့ကျုပ်တို့ဘုန်းကြီးတွေကရောနေလို့ရရဲ့လားဘာဖြစ်လို့မရတာတော့ဘုန်းကြီးဆိုတာပြိဿရေကိုယ်ပိုင်စီးပွားရေးလုပ်ခွင့်ရှိလားရှိပါဘူးဘုန်းကြီးအစ်စ်ဆိုရင်မရှိဘူးနော်ပြိဿရေဘုန်းကြီးအစ်စ်ဆိုတာတိမ်ထဲမှာတည်းကဘုန်းကြီးကိုဘုရားအမိန့်နဲ့ဟဲ့မင်းတို့အခု229သွဲသိက္ခာမို့ဆင်မြန်းတဲ့ယဟန်ဖြစ်ပြီးဒီနေ့ကစပြီးတော့လူတွေလှူတဲ့ဆွမ်းကိုအလှခံစားလူတွေလှူတဲ့သင်္ကန်းကိုအလှခံဝတ်လူတွေဆောက်လှူတဲ့ကျောင်းပေါ်မှာနေလူတွေလှူတဲ့ဆေးကိုပဲဖုံးပြီးအဲ့ဒါလေးနဲ့မြတ်တောင်းနေပြီးသာသနာပြုကိုယ်တိုင်ဘာမှထွက်ရှာခွင့်မရှိဘူးလို့အမိန့်ပေးပြီးတော့စီကံထုတ်လိုက်တဲ့အခါမှာကျုပ်တို့ယဟန်တွေမှာစားစရာအဆင်မပြေလို့ကမောင်းလို့ရတာချဲတိုင်းခံလို့ရဘုန်းကြီးအစ်စ်ကချဲတိုင်းခံလားခံပါဘူးပရိသတ်ရေဒါသိပါတယ်ဘုရားဘာသာတွေပဲသိတယ်မို့လားအဲ့တော့ကမောင်းလို့မရချဲတိုင်းခံလို့မရလူလိုစီဝါရှာလို့မရတဲ့အခါကျတော့ဘုန်းကြီးတွေကလူတွေလှူတဲ့ဆောင်းကိုမစောင့်ရဘူးလားလူဆိုတာလည်းပြိဿရေလှူတယ်ဆိုတာရှိလို့လှူတာလားမရှိလို့လှူတာကိုယ်အိမ်ထဲကထမင်းအိုးကိုတော်မှစားစရာမရှိပဲမောက်ထားမှဆိုဘုန်းကြီးလာရင်ဗာနဲ့လှူတာအရှင်ဘုရားတပည့်တော်တို့ဒီနေ့စားစရာမရှိလို့ဟောဒီရေကိုပဲဆွမ်းပြင်းတဲ့အလှခံတော်မူပါဘုန်းကြီးကရေတော့ဘိုင်းမောင်းဟုတ်လားပြိဿရေလူတွေအစင်မပြေရင်ဘုန်းကြီးတွေကိုလည်းကုဆက်လာတဲ့အခါကျတော့ဓမ္မကြီးအစင်မပြေဘူးလားမပြေဘူးဗျာဆန်စည်းရတယ်ကြီးပြီဗျာဆန်စည်းမကြီးတဲ့လူဆန်ဝင်နေမယ်ဓမ္မကြီးဝတ်သားဆိုတာဘယ်လိုဟာမျိုးလုံးလဲဆိုတော့ကိုတော့အရှင်ဘုရားနဲ့တပည့်တော်နဲ့ဝတ်သားကြည့်ဖို့ဆိုတော့စားတော့ကြံမီညူးလေးသွားကင်ပြီးတော့ကြည့်အောင်မရှိတော့တယ်ဟုတ်လားအဲ့တော့ပြိဿကြီးဘုန်းကြီးတွေကလည်းသိတာတဲ့အခါဒီတိုင်းဆိုရင်တော့မလွယ်ဘူးထင်တယ်ဘယ်လွယ်မလဲကိုတော့အမှန်တော့ကိုတော်တို့ကလည်းပဲဒီတိုင်းနေဖို့မကောင်းဘူးဆိုတော့ဟောလူတာသားနေရတဲ့ဘုန်းကြီးဆိုတော့ဒီတိုင်းနေတာမကောင်းဘူးဆိုတော့ကျွတ်တော့ဘာလုပ်ရမလဲကိုလုံးတဲ့တာလုံးပေါ့ဆိုတော့မလုံးပြန်ရင်လည်းဆုံးကလောင်းခြင်းမလောင်းပါလုံးပြန်ရင်လည်းခုနကပြောသလိုမုံစားမှာလားဘာစားမှမသိဟုတ်လားအဲ့တော့ကိုတော်တွေလည်းဦးကြောင်းတွေအကုန်ဖြည့်ပြီးတော့သူတို့ပဲဆွာတော့ကဆွပြီးတော့ဟုတ်လားကိုတော်တွေလည်းအကုန်လုံးမုံစားမှာလို့ဒကာမျက်နှာကြည့်ရမှာလို့နဲ့တွားရင်နဲ့ပြိဿကြီးအချင်းကြီးကောင်းသေးလားအသွားတော့လည်းအခုဒေသစာကြီးကြွနေကြတယ်ဘယ်ရောက်နေမှပြန်ကုန်မလားညာဟုတ်လားအဲ့တော့ပြိဿကြီးစဉ်းစားရမယ်ပြဿနာရဲ့အခြေခံကဆာလောင်မုတ်သိရာကနေလူတွေကနေဘုန်းကြီးတွေကူးလာတဲ့အခါအဲ့ဒီယောဂကြီးနှိမ့်ဆက်လိုက်တော့ပြိဿကြီးတယောက်နဲ့တယောက်ရွှေမြန်မာအချင်းချင်းရွှေဗုဒ္ဓဘာသာအချင်းချင်းပဲမျက်ရည်တွေမကြရဘူးလားရှားရတယ်စိတ်မကောင်းစရာမကောင်းဘူးလားဒါကြောင့်စောစောကစကားလေးဘုရားဟောတဲ့တရားကိုပြောတာပါဆာနေတဲ့သူကိုမလုပ်မလဲကိုယ်ထဲကတဝက်ကျွေးနိုင်အောင်ကြိုးစားစမ်းပါဟုတ်လားစားစရာမရှိလို့ဆာလောင်တဲ့ယောဂရောက်ပင်မလို့អော်နေရင်ဟောဒီဆာလောင်တဲ့ယောဂဆိုတာကငါလည်းတနည်းကြုံရနိုင်တယ်ဒါကြောင့်ငါဆိုင်ရောငါဘယ်လိုဖြစ်ရှင်းမလဲငါဆိုင်လည်းဒီအတန်ထွက်ပါပဲသူစားတော့လည်းဒီအတန်ထွက်တာပဲငါမှာကစားစရာတွေအများကြီးပဲတဲ့ဒီငါရှိတာတွေကခွဲကြွေးလိုက်အောင်မယ်လို့စဉ်းစားလိုက်ရင်ဆာလောင်မုတ်သိတဲ့ဖြစ်ရှင်းမှုကြီးဟာပြိဿကြီးလောကကြီးကိုငြိမ်းချမ်းမသွားဘူးလားငြိမ်းချမ်းပါဘူးဆင်းငွေတင်မှုတိုက်ဖြတ်ရေးအတွက်ဆိုပြီးတော့တကဘာလုံးကတော့ဖျောင်းနိုင်ထွန်းနေတာပဲဟုတ်လားဖျောင်းနိုင်ထွန်းရုံနဲ့တော့ပြိဿကြီးဘာမှစားစရာမရှိသေးဘူးဟုတ်လားစားစရာကိုပို့ပေးပါကိုစားရမှာဟုတ်တယ်မလားဒါကြောင့်ဆာလောင်မုတ်သိခြင်းရဲ့ဟာကြောက်စရာမကောင်းဘူးလားအေးပြိဿကြီးသံဃာတော်ရှင်မြတ်တွေလည်းပဲလူတကာဓမ္မတွေလူတန်းနဲ့ဟောဒီဆွမ်းကိုမိပြီးတော့မှပရိယတိသာရဏ
စာသင်တိုင်းတွေမှာစုပေါင်းပြီးတော့စာသင်စာချလုပ်ကြရတယ်ပฏิပတ်တိသာသနာရိပ်သာထဲမှာတရားဓမ္မတွေအထုတ်ကြဟောကြရပါတယ်ဒီတော့ကိုရော်ဒီလည်းပဲပြိဿရဲ့ဆာလောင်မုတ်သိမ့်မှုယောဂရရင်စာကြက်နိုင်မှာမလားကြက်နိုင်ပါဘူးဗျာမကြက်နိုင်ဘူးစာမကြက်နိုင်ဘူးဆိုရင်စာတိပြိဿရဲ့ပရိယတ္တိသာသနာခေါ်တယ်ပရိယတ္တိသာသနာကြီးတဖြည်းတဖြည်းရော့ကျသွားပြီဆိုရင်ပฏิပတ်တိသာသနာဆိုတာတည်ပါမလားတည်ပါဘူးဗျာမတည်ဘူးပြိဿရဲ့ဆာလောင်မုတ်သိမ့်တဲ့တန်းကလူတွေခံရတယ်လို့ဘုန်းကြီးတွေလည်းခံရမယ်ဘုန်းကြီးတွေခံရရင်စာမကြက်နိုင်တော့စာမကြက်နိုင်တော့ပြိဿရဲ့စာပေသင်ကြားမှုရော့ကျသွားတာနဲ့ပရိယတ္တိသာသနာကွယ်မသွားဘူးလားအန္တရာယ်ကြီးတယ်လူမျိုးအတွက်လည်းအန္တရာယ်ကြီးတယ်ဘာသာအတွက်လည်းအန္တရာယ်ကြီးတယ်ဒါကြောင့်ဆာလောင်မုတ်သိမ့်ခြင်းဆိုတဲ့ယောဂါကိုကုစားဖို့ပဲစဉ်းစားပါပြိဿရဲ့တရားနဲ့တရားအပြစ်တွေပြောနေဖို့ရိုက်ဖို့နှက်ဖို့ငေါက်ဖို့ဖြည့်ရှင်းမနေနဲ့သူတို့လိုချင်တာရိုက်တာငေါက်တာနှက်တာနောက်ဆုံးပြိဿရဲ့ထမင်းတစ်လုံးဒုတ်တစ်ချက်အရိုက်ခံရတော့မှအစားတစ်လုံးတော့ကျွေးရင်တော်သေးတယ်ဆိုပြီးတော့အစားတစ်လုံးအတွက်ရိုက်တစ်ချက်ခံရင်ခံတဲ့ဘဝတော့ရောက်ချင်ရောက်ရအောင်မှာဟုတ်တယ်မို့လားဒါကြောင့်ဆာလောင်နေတဲ့ယောဂကြီးရနေတာကိုဆုံးမနေကြပါနဲ့ငေါ့မနေကြပါနဲ့ရိုက်ဖို့လည်းစဉ်းစားမနေပါနဲ့ဟောဒီလူတွေဘယ်လိုကြွေးရမလဲဆိုတာကိုကုစားပေးဖို့စဉ်းစားပါမကောင်းဘူးလားဒီတိုင်းပဲပရိယတ္တိသာသနာပြုနေတဲ့ကိုတော်လေးတွေစောင့်ဖို့နေအစင်မပြေရင်ပฏิပတ်တိသာသနာတရားကျင့်နေတဲ့ကိုတော်လေးစားစရာဆုံးမပြည့်စုံရင်သူ့အလုပ်သူလုပ်နိုင်မှာမလားမလုပ်နိုင်တော့သာသနာရောပြိတ္တရေရော့မသွားဘူးလားရော့သွားတယ်ဒါကြောင့်လက်သေးရှာတဲ့အခါမှာအဲ့ဒီလိုစဉ်းစားရတယ်ဒါဘသူဟောတဲ့တရားလဲဘုရားဟောတဲ့တရားနောက်ပိုင်းကျရင်ပြိတ္တရေပုံပြီးတော့ရှင်းလိုက်မယ်ဒါဘုရားဟောတဲ့အတိုင်းဟောနေတာပါဒါကြောင့်ဇိကိစ္စပရမယောဂဘေကဝေပရိသတ်လေးပါးจิตာจิตမိတော်ဇိကိစ္စဆာလောင်မုတ်တိတဲ့ယောဂဇိုခြင်းသည်ပရမယောဂမျိုးစုံတဲ့မှာတော့အဆိုးဆုံးယောဂဖြစ်ပါပေ၏ပြိတ္တရေအဆိုးဆုံးယောဂဘာယောဂလဲသင်္ခါရပရမဒုက္ခသင်္ခါရမြင်မြင်သမျှသင်္ခါရဆိုတဲ့တရားထဲမှာတော့ခန္ဓာ၅ပါးဆိုတဲ့သင်္ခါရတရားကြီးသည်ပရမဒုက္ခအဆင်းရဲဆုံးဒုက္ခကြီးမြည်ပါပေ၏နောက်တစ်ပိုင်းပြိဿရဲ့သင်္ခါရပဲပျက်စီးမှပေါ့လို့မပြောဘူးလားပြောပါရဲ့ဗျာသင်္ခါရဆိုတာဘာလဲမမြဲတာကဲမမြဲတဲ့အရာတွေကဘယ်အရာတွေလဲမလေးဒါတရားဟောနေတာတော့ပြောလို့ရတယ်ဘုရားထိုင်ခိုင်းတာမဟုတ်ဘူးထိုင်နေရတာလားသင်္ခါရဆိုတာဘာလဲမမြဲတာမမြဲတဲ့အရာတွေကဘယ်အရာတွေလဲပြိတ္တရဲ့မြင်သမျှပါတယ်လေသင်္ခါရဟောဒီတိုင်းကြီးတွေလည်းသင်္ခါရပါပဲဟိုကဓာတ်ပုံကြီးတွေလည်းသင်္ခါရပါပဲခမည်းတော်လည်းသင်္ခါရပါပဲကျုပ်တို့လည်းသင်္ခါရပါပဲသူတို့လည်းပဲသင်္ခါရပါပဲဘာမှမမြဲဘူးဟုတ်လားသင်္ခါရဆိုတာအဲ့ဒါမြင်သမျှသင်္ခါရဘာမှမမြဲဘူးတဲ့အဲ့ဒါကြီးကိုခမည်းတော်ကကျုပ်တို့ကမြဲတယ်ထင်မနေဘူးလားမြဲသလားမြဲပါဘူးဘယ်တော့မှမမြဲဘူးဟုတ်လားဒီတော့မြင်သမျှသင်္ခါရတွေဟာတဏှိကြရင်ဘာဖြစ်မလဲပျက်စီးမယ်ကဘာကျော်ပညာရှင်ကြီးတွေတီထွင်လိုက်တဲ့သိပ္ပံကသိပ္ပံလောကကအရာတွေကြည့်လိုက်ပါအောင်လကဘာပေါ်မှာခြေချနိုင်အောင် discovery လုံးမြရင်ကြီးနဲ့တင်လိုက်တာတဲ့ငါတို့ကနဲ့ခုံယူဝင်ကြွားတဲ့သိပ္ပံပညာရှင်ကြီးတွေပြိဿရဲ့ discovery လုံးမြရင်ဒိုင်းဆိုမြေပေါ်စဉ်းစားလာတော့ပောက်ကွဲလိုက်တာအစနာရှာလို့ရသေးလားဟောဖြစ်အောင်သာလုပ်နေတာဖြစ်တဲ့အရာကိုမပြတ်ဖို့တားနိုင်သလားတားနိုင်ဘူးပြိဿရဲ့ဖြစ်အောင်သာလုပ်နေတာမပြတ်ဖို့မတားနိုင်ပါဘူးဖြစ်ခြင်းသလောက်ဖြစ်အောင်လုပ်စမ်းမှတနေ့ပါဖြစ်မလဲဟောထရိစင်နာကြီးနှစ်ခုဦးဇင်းတို့အမေရိကမှာမေဂျွန်ဂျွန်လိုင်းကရောက်ခဲ့တယ်ဟောထရိစင်နာကြီးဆိုစိတ်ဝင်စားတာပေါ့အဲ့နေရာကြီးသွားကျင်တယ်ဆိုတော့လိုက်ပေါ်တော့ပြိဿရဲ့တန်စကားကားပြီးအခုနောက်ထပ်တောင်ပြန်ဆောက်နေပြီစနေပြီဟုတ်လား
အရင်တော့ကဘာကျော်ထက်တဲ့အဆောက်အဦကြီးနှလုံးညီနောင်ဆိုပြီးတော့တကဘာလုံးကိုကြွားနေလိုက်တာပြိဿကြီးလေရင်တစည်းနဲ့ဝင်တိုက်လိုက်တာနဲ့ပုံကြမသွားဘူးလားဒါပဲလေပြိဿကြီးဖြစ်အောင်လုပ်တဲ့လူတွေကြိုက်တဲ့လောက်လှုပ်ဆမ်းမှာဟောဒီလူလောကမှာလုပ်ပါကောင်းကင်ကလကဘာမှာတက်ပြီးတော့လုပ်ပါအကုန်လုံးပါဖြစ်မှာလေပျက်စီးမှာပါတဲ့အဲ့ဒါလည်းမြင်သမျှသင်္ခါရပါပဲများတော့လေကြောက်စရာမရှိကြောင်မှန်းသိရတယ်လေကြောက်နေအဲ့ဒါကြောင်မှာဟမ်အဲ့တော့ပြိဿကြီးမြင်သမျှသင်္ခါရတွေတနည်းပါဖြစ်မှာလေပျက်စီးမှာဟုတ်လားအဲ့တော့ဦးဇင်းတို့အဲ့ဒီ World Trade Center ကြီးမရှိတော့ဘူးဆိုတော့အမေရိကန်ကလူတွေကလည်းအတော်တော်ခက်တယ်ပြိဿကြီးကြွားစရာမရှိရှာပြန်ကြွားတာအဲ့ဒီနားလေးမှာနောက်တစ်ခုရှိသေးတယ်ဟုတ်လား Empire State ဆိုပြီးတော့အဲ့ Empire State ကြီးကိုဦးဇင်းတို့တွေတက်တဲ့အခါထူးဆန်းတယ်အမေရိကဆိုတာကခရစ်ယာန်တွေနေတဲ့နိုင်ငံများခရစ်ယာန်တွေအများဆုံးနေတာပဲအမှစိတ်နဲ့သွားရတယ်ဦးဇင်းတို့နားမလဲYou Buddhist monk yes Buddhist monk ဆိုရင်လားတဲ့သူကလက်မှတ်မဝယ်ခိုင်းဘူးဒါတဲ့ free လက်မှတ်ပေးတယ်ဘယ်နှပါလဲဦးဇင်းတို့၄ပါးသွားတာမင်းတို့က monk တွေပဲတဲ့တန်းတဲ့မင်းတို့အတွက်$18မတောင်းဘူးတဲ့ဟာဟန်ကြလာရင်လားလို့ဒီကောင်လေးဘုရားဘာသာဟုတ်လားမဟုတ်လားဒါမဲ့လို့ထင်တယ်ဒီဟာကြီးပျက်စီးသွားတဲ့အခါကျတော့နောက်ကောင်လည်းကြောက်နေပုံရတယ်ဟာ86တက်ဆိုနဲတာမဟုတ်သူကကိုလှုပ်ဖြစ်နေတာအဲ့ဦးဇင်းတို့တက်86တက်အထိတော့ဦးဇင်းတို့မပေးရဘူးသို့တော့နောက်ထပ်102ထက်အထိတက်ချင်တဲ့အခါကျတော့$15ထပ်ပေးရတယ်102ထက်အထိတက်သွားတာပေါ့ဓာတ်တွေကလည်းတက်တာရှုပ်ဆိုရောက်သွားတယ်က102ထက်ကလည်းဒီရောက်မျိုးကြီးကြီးပြီးတော့ကြည်ရင်ကြည်နေပြိတ္တကြီးဗမာပြည်လည်းမနှောဘူးအမေလည်းမနှောဘူးဘာမှမထိုင်းလိုသေးတယ်ပေါ့ဟာဒီမြက်လာရင်ဒုက္ခဟုတ်လားပြိတ္တကြီးသင်္ခါရသိနေတာဆိုတော့ဓာကြီးရောပြိတ္တကြီးမပြည့်စည်ပဲနေပါမှာဒါကြောင့်သင်္ခါရသဘောတရားကိုမသိတဲ့လူတွေကဟိုနာနေရင်လုံမဲ့ထင်ဒီနာနေအစဉ်ပြေမဲ့ထင်ဟိုဟာဆောင်းရင်အစဉ်ပြေမဲ့ထင်ဒီဟာဆောင်းရင်အစဉ်ပြေမဲ့ထင်ပြိတ္တကြီးဘာမှမရဘူးအကုန်လုံးတတိပါဖြစ်မလဲပျက်စီးမှာဒါကြောင့်ဘုရားကမြင်သမျှသင်္ခါရဆိုတဲ့အရာထဲမှာအလုံးအဲ့ဒီသင်္ခါရတွေပျက်စီးတဲ့အခါကျတော့ကိုယ်စိတ်တွေဆင်းရဲလိုက်တာဒီကနေ့အထိ World Trade Center မှာပါသွားလို့သေသွားတဲ့လူတွေအတွက်ငိုရတဲ့လူတွေကပန်းစည်းလေးလာချလိုက်ငိုလိုက်ပန်းစည်းလေးလာချလိုက်ငိုလိုက်နဲ့ပြိတ္တရင်ငိုလို့ဆုံးရတာဆုံးပါဗျာအဲ့ဒီသင်္ခါရတွေအကုန်လုံးဟာဆင်းရဲကိုဖြစ်စေတာလားချမ်းသာကိုဖြစ်စေတာလားဆင်းရဲဒါကြောင့်မြတ်စွာဘုရားကမင်းတို့မြင်နေရတဲ့အထွတ်အထိပ်ရောက်နေတဲ့အရာကြီးတွေအောက်အောက်မှာရောက်နေတဲ့အရာကြီးတွေအစင်မြင့်နဲ့ထင်တဲ့အရာကြီးတွေအလုံးသည်တဲ့ပျက်စီးသွားတဲ့အခါကျတော့ကိုယ်ဆင်းရဲစိတ်ဆင်းရဲကြုံလိုက်ရတာသင်္ခါရတွေဆိုပေမဲ့ပျက်စီးသွားရင်ဒုက္ခတွေမဆင်းရဲဘူးလားဆင်းရဲပါဗျာဆင်းရဲတယ်ကိုယ်လည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲတယ်ဒီတော့အဲ့ဒီဆင်းရဲတွေကြုံရတဲ့ဆင်းရဲတွေမှာဒုက္ခတွေဘုရားကပိုင်းပေးလိုက်တယ်ဘယ်သင်္ခါရကိုမှကြည်မနေနဲ့မင်းတို့ရထားတဲ့ဟောဒီခန္ဓာ၅ပါးယုံနာတရားကြီးကပြီးတဲ့သင်္ခါရဆင်းရဲတော့ဘယ်ဆင်းရဲမှမကြည်ပါဘူးဆင်းရဲထဲမှာအကြီးဆုံးဆင်းရဲအဆိုးဆုံးဆင်းရဲကဘာဆင်းရဲလဲခန္ဓာကပြီးတဲ့ဒုက္ခပြိဿကြီးခန္ဓာပြီးတဲ့ဒုက္ခဆိုအဝိဇ္ဇီစဉ်းစားကြရတော့မလိုပါဘူးတို့ပြိဿမစားမဲနေနိုင်လားနေနိုင်ပါဘူးဗျာမရှာရဘူးလားရှာတိုင်းရသလားမဟုတ်ပဲနေနိုင်လားမဟုတ်ဘူးလားဟုတ်ချင်တဲ့အရာအကုန်လုံးရသလားရာထူးမတက်ပဲနေခြင်းသလားတက်ချင်တိုင်းတက်လို့ရသလားတက်လို့ရအောင်လုပ်ပေါ့ဟုတ်လားအဲ့တော့ပြိဿကြီးကိုဖြစ်ချင်တာမဖြစ်ရတဲ့ဆင်းရဲမျိုးစုံနှိမ့်ဆက်တဲ့အထဲမှာဒီခန္ဓာနဲ့စက်သမျှဆင်းရဲဟာအဆိုးဆုံးပဲအခုပဲကြည့်လိုက်ဒုပရိသတ်တကယ်အမှန်တိုင်းသာပြောတာဆိုရင်ဘုန်းကြီးမရောက်ခင်တော့ကစောင့်နေရတာကတဏှာကြီးခွဲလောက်ကြာနေပြီဘုန်းကြီးလာပြန်တော့လဲအခုဟောလိုက်တာတဏှာကြီးထိုးကနီးနေပြီတရားကဘာမှမသိသေးဘူးဟောကြည့်အမလီတော့ဟောမြန်ဟောမှလားမသိဘူးလားသူအိတ်ဖို့မြန်စဉ်းစားသေးလားဟုတ်လားသူအကုန်လုံးတွေးတော့မှပြိဿဘာဖြစ်လို့လဲဆိုရင်ဒူးကတတိပြမလားဟုတ်လားခါပြမလားဟုတ်လားစကြောကပြမလားဟုတ်လားအဲ့ဒီဒုက္ခတွေဝိုင်းအောင်လာတော့ပြိဿရေဘုန်းကြီးမကတော့ပြိဿရေဟောဒီပလင်ပေါ်မှာဟိုဒီအောင်ကြီးခရုံးတုံးသင်္ကန်းပတ်တင်ပြီးဟောလဲမနာတော့ဟုတ်လားဟောပါအောင်လားနာပါအောင်မလားမရဘူးခန္ဓာရဲ့ဒုက္ခဘလို့မှကြာကြီးလိမ်မရဘူးဟုတ်လားဒါကြောင့်
သင်္ခါရသဘောတရားထဲမှာဘယ်သင်္ခါရအစင်းရဲဆုံးလို့ပဲပြောခန္ဓာ၅ပါးလောက်ဆင်းရဲတဲ့ဆင်းရဲဒုက္ခရှိပါမလားရှိပါဗျာရှိဘူးဒါကြောင့်ရှင်တော်မြတ်ဘုရားကမိန့်တော်မူလိုက်ပါတယ်သင်္ခါရပရမဒုက္ခသင်္ခါရမြင်သမျှသင်္ခါရဆိုတဲ့အရာထဲမှာတော့ပရမဒုက္ခမင်းတို့ရတာတဲ့ခန္ဓာ၅ပါးဆိုတဲ့သင်္ခါရဒုက္ခကြီးကအစင်းရဲဆုံးကြီးပါဒုပရိသဒုက္ခဒုံကြီးရထားတာလားဒုက္ခဒုံကြီးရထားတာဒုက္ခဒုံကြီးပါပရိသရဲ့ဘလောက်ပဲစီစိန်နေနဲ့ထားဘလောက်ပဲယာရုတွေနဲ့ထားဘလောက်အချမ်းရံနေနဲ့ထားအဲ့ဒုက္ခဒုံကြီးဒီနေ့ကျရင်သင်္ခါရဆိုတော့ဘာဖြစ်မလဲဒီမှာပြတော်ရှာလို့ရပါမလားရှာမရဘူးသို့တော့အဲ့ဒီသင်္ခါရဒုက္ခအတုံးကြီးအတွက်ပဲအမုန်းခံအမိုက်ခံပြီးတော့ရှာကြဖွေကြဖြစ်ကြရိုက်ကြတတ်ကြနဲ့ဖြစ်မနေဘူးလားဒါကြောင့်ဖျားပြီးတဲ့တရားတော်တွေကသာသိချာအာယုံပြုရင်အမတော်တော်နေမှာပါဟုတ်လားအခုတရားတော်နာသလားနာပါဗျာဘယ်သူတွေနာတာလဲပါဗျာတရားကွက်လုံးနာသလားနာပါဗျာတမျိုးလုံးနာသလားနာပါဗျာတနိုင်ငံလုံးနာသလားနာပါဗျာမနာမတော့ဘယ်လိုလုပ်အေးမလဲဟုတ်လားဘယ်လိုမှမအေးနိုင်ဘူးပြိဿဒါကြောင့်ယောဂမျိုးစုံထဲမှာစာလုံးမွတ်သိတဲ့ယောဂစီအဆိုးဆုံးယောဂဖြစ်ပါပေဆင်းရဲကဆင်းရဲမှာပြင်ခန္ဓာ၅ပါးရတတ်တဲ့ဆင်းရဲကြီးသည်အဆင်းရဲဆုံးကြီးဒုက္ခဖြစ်ပါပေသို့တော်ပြိဿအဆိုးဆုံးယောဂအဆင်းရဲဆုံးဒုက္ခကြီးရထားပေမဲ့လူဟာဉာဏ်မရှိဘူးလားရှိတယ်ဉာဏ်ရှိတယ်ဆိုရင်ပြိဿအဆိုးဆုံးယောဂကိုသိရင်ယောဂကိုကုစားဖို့ရန်အတွက်ကိုယ်မှာဆေးရှာရမယ်အဆင်းရဲဆုံးဒုက္ခကိုသိရင်အဲ့ဒီဒုက္ခရဲ့လွတ်မြောက်ကြောင်းအချမ်းသာဆိုတာကိုရှာနိုင်ရမယ်ဟုတ်တယ်မလားဒီလိုပဲရှာသွားလိုက်တာမြတ်စွာဘုရားလက်ထက်ကဒီခန္ဓာပဲဒီဆာလောင်တဲ့ယောဂကိုပဲထိမ့်သိမ်းရင်စောင့်ရှောက်ရင်နဲ့ကိလေသာကင်းသွားလိုက်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာမရှိဘူးလားရှိပါဗျာအဲ့ဒါပဲပေါ့ပြိဿရေရထားတဲ့ယောဂတော်ကြီးကိုကင်ပြီးတော့အောင်းမိမနေနဲ့ရထားတဲ့ဆင်းရဲတော်ကြီးကိုကင်ပြီးတော့မကျေနပ်တာတွေတွေးမနေနဲ့လွတ်အောင်မြန်မြန်ယုံပါခန္ဓာရှိကြတဲ့ကဆင်းရဲရှိတယ်ခန္ဓာရှိကြတဲ့ကဆာလောင်မုတ်သိခြင်းရှိတယ်ဆိုတော့ပြိဿရေကျန်တာရမရတရားရရင်တော့ဒါတော်တော်လေးလွတ်သွားပြီဟုတ်လားပြိဿအဲ့ဒါကမှမြန်ရင်မြန်အောင်ပဲသောတာပန်လောက်ရတာကမှမြန်အောင်မယ်ဘိုက်စားလို့မကျင်းတဲ့လို့អော်တဲ့အတန်တွေကကြာရင်ကြာအောင်မယ်ဟုတ်လားအဲ့တော့ဆံမြန်မြန်ရအောင်ကျင့်ဟုတ်လားဆံရရင်ဒီနေရာမချမ်းသာဘူးလားချမ်းသာတဲ့နေရာသွားဟုတ်လားအဲ့တော့ပြိဿကြီးဆံရအောင်သာကျင့်အဲ့ဒါကမြန်နိုင်သေးတယ်ဟုတ်လားပြဒီတရားဘယ်သူဟောတာဘယ်သူဟောတာလဲဘုရားဟောတာနော်ဟုတ်လားဘုရားမိုးကြိုးပစ္စည်းပြောပြမယ်ဟုတ်လားဒုံတော်ကတော်တာသဗ္ဗညုရှင်တော်မြတ်ဗျာသာဝတိပြေမုံစီတော်ရွှေကြောင်းတော်ကြီးမှာကင်းအောင်ဝေလျော်တည်င်းသုံးတော်မူတဲ့အချိန်နဲ့ပြိဿရေဖရာဘယ်မှာတည်င်းသုံးနေလဲသာဝတိဇီတော်အကြောင်းမှာတည်င်းသုံးပြီးတော့ရှင်တော်မြတ်ဗျာလို့ဆိုတာကတတ္တဝါတွေရဲ့ပုံမှာမေတ္တာတော်အနန္တကရုဏာတော်အနန္တရှိတော်မိုးလဲမျက်နှာသစ်ပြီးရင်ဘုရားရဲ့တောင်းကရှင်ညာတော်နဲ့တလောကလုံးကိုရှုလိုက်တယ်ဒီကနေ့ဘယ်သူများကျွတ်တန်းဝင်မလဲဆိုတာဘုရားကရှုတာကျွတ်တို့ဘုရားများမိုးလင်းကလေးကလူတွေချမ်းသာဖို့စဉ်းစားသလားဆင်းရဲဖို့စဉ်းစားသလားခင်ဗျားတို့ကျွတ်တို့လည်းမတူဘူးလားအဲ့တော့ဘုရားကြည်လိုက်တော့ရှင်ညာတော်နဲ့ကြည်လိုက်တော့ဘာသူသွားတွေ့လဲဆိုရင်ဟိုးယူဇနာ30လောက်ဝေးတဲ့အာလဝီပြည်ကသူဆင်းရဲတယောက်ကိုသွားတွေ့တယ်ဟာဒီကနေ့ငါဘုရားရဲ့သာသနာမှာတရားလူတရားမြတ်ကျွတ်တန်းဝင်မဲ့ကောင်ကဟိုအာလဝီပြည်ကဖြစ်နေပါလားတဲ့ယူဇနာဘယ်လောက်ဝေးလဲပြိဿရေယူဇနာ30မြတ်စွာဘုရားတရင်သုံးတော်မူတဲ့သာဝတိကနေကြွမယ်ဆိုရင်ယူဇနာ30ယူဇနာ30ခရီးကိုကြွပြီးတော့မှဟောဒီအမျိုးကောင်းသားကိုရှင်တော်မြတ်ဘုရားကတရားဟောရမှာပြိဿရေဘုရားတို့မြတ်ဘလောက်အိုးကောင်းနေဆိုရင်တကယ်လူတွေချမ်းသာဖို့ဆိုရင်အဖရားပဲဟိုသူဟာသူတနေ့ရောက်လာလိမ့်မယ်လို့စောင့်မနေဘူးကျွတ်တန်းဝင်မဲ့လူဒီနေ့ကျွတ်မယ်ဆိုရင်အဲ့ဒီနေ့ကိုကျွတ်ဖို့ရန်အတွက်အပင်ပန်းခံပြီးတော့တရားဟောတယ်ဟုတ်လား
ပြီးတော့မြတ်စွာဘုရားကကြည့်လိုက်တယ်ဒီမျိုးကောင်းသားရှိတယ်လေငါကြွမှရမှာဆိုတော့အရှင်အာနန္ဒာနဲ့တပည့်တွေမင်းနဲ့အဲ့ချစ်သားတို့ငါဘုရားနဲ့ဒီနေ့နောက်ပါသန်းက900ဟိုးယူဇနာ30ဝေးတဲ့အာလဝီပြည်ကိုကြွကြမယ်ကွာတဲ့ဘုရားကကြွကြမယ်ဆိုတော့ပြိဿရေနောက်ကတပည့်တွေနေလို့ရပါမလားမရဘူးလေဘုရားသာသနာမှာရှေ့ကမထေကြီးကြွရင်နောက်ကလိုက်ရတယ်ဟုတ်လားပြီးတော့မြတ်စွာဘုရားနဲ့သံဃာတော်ရှင်မြတ်တွေတန်းစီပြီးတော့ဖေကိုကြွသွားတယ်အာလဝီပြည်ကိုရှင်တော်မြတ်ဘုရားနဲ့တကွနောက်ပါသံဃာတွေပြိဿရေတန်းစီပြီးတော့ကြွတော်မူသွားလိုက်တာအတန်းကြီးဘယ်လောက်ရှင်းမလဲဆိုတာကြီးညိုကြည့်လိုက်ဟုတ်လားသင်္ကန်းကလည်းတရားနဲ့ရက်တောင်းကလည်းတပုံစံနဲ့ပြီးတော့ဘုရားနဲ့သံဃာတော်မြတ်တွေကြွသွားပြီလို့ဒုပရိသတ်ဘုရားနဲ့သံဃာတွေများကြွလာတာမြင်ရင်စိတ်ထဲမှာဘယ်လိုနေမလဲဟိုဘုရားဆိုတာကြွလာပြီအိုးလူအောင်မှာပဲဆွဲကြိုးချွင်းချွင်းမဲ့လက်ကောက်ချွင်းချွင်းမဲ့လက်ဆိုးချွင်းချွင်းမဲ့ဟုတ်လားအဲ့လောက်အထိတရားတွေမပေါက်နိုင်ဘူးလားအေးခမည်းတော်ပေါက်တယ်လို့ပဲဘုရားရှင်နဲ့ကိုတော်မြတ်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တကွာသံဃာတော်မြတ်စွာအာလဝီပြည်ကိုကြွလာတဲ့အခါကျတော့စောစောတုန်းကလေးကဘာတည်းမှမပြီးပဲနဲ့ဘွားကလည်းသံဃာတန်းကြီးဘုရားနဲ့ကြွလာတာလည်းမရောဟာတယောက်နဲ့တယောက်ဟေးဘုန်းကြီးတွေကြွလာပြီဘုန်းကြီးတွေကြွလာပြီအတန်းလိုက်ကြီးဟေးဘုရားလည်းပါတယ်ဆိုတော့ဟာအာလဝီပြည်သူပြည်သားတွေပြိဿကြီးရှိတဲ့လုပ်တွေအကုန်လုံးချတာဟာရက်ကခတ်တဲ့တော့ရက်ကရက်ထမင်းချက်တဲ့တော့ထမင်းချက်ရက်အကုန်လုံး TV ကြီးတဲ့တော့လည်းထွက်ရေးဆိုထွက်ဖူးကြတာလက်အုပ်တွေချီးပြီးတော့ဟုတ်လားလက်အုပ်တွေချီတော့ပြိဿကြီးဘုရားနဲ့တန်ဃာတွေအတန်းကြီးကြွလာတော့ပြိဿကြီးဒီတိုင်းကြွတာမဟုတ်ဘူးဘုရားကြွပြီဆိုရင်အမြဲတမ်းမေတ္တာဓာတ်တွေပို့လွှတ်ပြီးတော့ကြွတာဟုတ်လားရှင်တော်မြတ်ဘုရားကလည်းနှလုံးသားကမေတ္တာဓာတ်တွေလွတ်နေတယ်ကိုတော်ရဲ့စိတ်ထဲမှာလည်းပဲတတ္တဝါတွေကိုမေတ္တာပို့ပြီးတော့ကြွတော်မူနေတယ်ဘုရားခသိငြိမ်းချပါစေဟုတ်လားမေတ္တာတွေတန်းစီပို့ပြီးတော့ကြွနေတော့ကိုတော်ရဲ့မေတ္တာကလည်းဆူရှာတရားဓမ္မတွေကလည်းဒီလောက်တန်ခါအတန်းကြီးတစ်ခါမှမကြွဘူးတဲ့အခါကျတော့ဟဲ့လုတ်ပါကိုရဆဲသူကလည်းဟာရှင်ကကိုရတရားစီထုတ်ခံမအောင်ဗျာလုတ်ပါအောင်ဗျာလုတ်ပါအောင်ဟာရေရှိတဲ့တော့ဟာရှင်ကနေပူးလေးချွေးတယ်ဟာရေဗျာရေဒီမှာဟာလက်ကင်ဝါလေးယူပါဗျာအကုန်လုံးပေါ်ပရိသတ်ကြီးတရားကကောင်းလာတော့အကုန်လုံးထုတ်ပြီးတော့လှူကြတာအမေဆိုးတော့မဆိုးဘူးအာလဝီပြည်သူပြည်သားတွေလည်းတရားကောင်းတော့ကြွတဲ့ကိုတော်တွေနဲ့ကိုရကြတဲ့ကိုလည်းကိုရနဲ့ဟုတ်လားချိုးချင်းကြတော့လည်းချိုးချင်းနဲ့ရေတန်းကြတော့လည်းရေတန်းအဆင်ပြေတာဟုတ်လားလူတွေရဲ့တရားကဟိုတုန်းကခိုင်တာပြောပါလေဟုတ်လားအဲကြွသွားတော့အဲ့ဒီအထက်မှာပြိဿကြီးဘာမှမလူနိုင်တဲ့ဆင်းရဲသားတယောက်ကလည်းပန်းလာတယ်ဆင်းရဲသားတယောက်ပါလာတဲ့အခါဆင်းရဲသားကြည့်ပြီးတော့အိုးကြည့်ပါဦးရှိတဲ့လူတွေကတော့ရှိတဲ့အတိုင်းကိုရှိတာလေးတွေကိုလှူနေလိုက်တာဟောငါမှကြတော့လှူစရာမရှိငါတော့စားစရာမရှိဘူးမတက်နိုင်ဘူးငါရှိတဲ့လက်ခုပ်ငါတီးုံရှိတာပဲဆိုဟာသူကလည်းလက်ခုပ်တွေတီးပြီးလက်အုပ်ချီပြီးတော့ကြီးညိုတော့တာဟုတ်လားသူကလှူစရာမှမရှိဘူးဟုတ်လားအဲ့တော့လက်ထဲမှာလူစရာမပါတော့သူလည်းရှိတာပဲရောင်ရမ်းပြီးအချင်းညိုလုံးပြီးတော့တပြောင်းမလီဝမ်းသာလိုက်တာဝမ်းသာချင်းညိုဖို့ကောင်းလိုက်တာလားအဲ့တော့သူစင်းရသားလည်းတခါနဲ့အဲ့ဒီလိုမျိုးချင်းညိုရင်းနဲ့စိတ်မကောင်းဖြစ်တယ်ဩဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့သံဃာတွေကြွလာတာတော့မှရှိတဲ့လူတွေကိုစီလှူနေလိုက်တာငါမှတော့လူစရာမရှိဘူးလက်နှစ်ဖက်ပဲရှိတယ်ရှိတဲ့လက်လေးနဲ့ပဲငါလှူရတာတဲ့ဒီတော့စိတ်ထဲမှာဘုရားကြွရင်တော့ဘုရားတရားဟောမှာဘယ်နေရာမှာဟောမလဲတော့မသိဘူးဟုတ်လားတရားလည်းနာကျင်လိုက်တာတရားနာဖို့တော့ငါရှိတယ်ငါမှလူစရာမပါမဲ့တရားနာဖို့နားရှိတယ်ခြေထောက်ကလည်းသွားနိုင်တယ်ရောက်တဲ့နေရာကိုသွားပြီးတော့လိုက်နာအောင်ပါဟုတ်လားထုတ်ပြတဲ့တရားနာခြင်းနဲ့တရားကောင်းတယ်ရောက်တဲ့နေရာမနာဘူးလားသူကမြတရားနာဖို့စိတ်ကူးရင်ထားတာအာရပါရရင်ထားတာရင်ထားပြီးတော့အချိန်တန်တဲ့အခါနောက်တနေ့ကျရင်ဘုရားလည်းတရားဟောမယ်ပေါ့စိတ်ကူးရင်လည်းသူကလည်းရင်းပြီးတော့ညနေကျတော့နွားထွက်ကြောင်းတော့အမလေးပြိဿရဲ့ကံမကောင်းအကြောင်းမကတော့သူကြောင်းနေတဲ့နွားတစ်ကောင်မှပျောက်ပါလေဟုတ်လားကဲပြိဿကြီးအစကမှလှူစရာမရှိလို့လက်နဲ့ပဲကြီးညိုစွာအားပေးကြရပါလေဆိုရမှာရှိတဲ့နွားတစ်ကောင်မှပျောက်ပြန်ပြီဆိုတော့ဒီဆင်းရဲသားပြိဿကြီးနွားရှာမလားဘုရားစီလာမလားဟမ်ကဲခမည်းတော်အဲ့နေရာမှာထားရခမည်းတော်ကရှိတာလေးပျောက်သွားရင်ဘုန်းကြီးနဲ့ဘုရားစီလာမလားအဲ့ဒါအရင်ရှာမလားတူပဲဟုတ်လားပြောတော့ကတော့သူတို့ကတူပဲအတူတူပဲအရေးကြီးပြီဆိုတော့ကိုနွားကိုရှာကြတာပဲဘယ်သူမှမလာပါဘူးဟုတ်လား
အဲ့တော့မနဲ့မိုးလင်းတော့ဘုရားလည်းအာလူဝီပြည်တဲ့ကိုဆုံးကတန်းစီကြွညကြရင်တရားဟောမယ်တရားပွဲလည်းရှင်ညာပြီးနေပြီအာလူဝီပြည်သားအဲ့ဒီနွားကြောက်တဲ့ကလေးကလည်းဒုက္ခပဲဘုရားလည်းညတရားဟောမှာငါမှလည်းဒီနွားပဲရှိတာဆိုတော့ဒီနွားမရှာရင်လည်းငါစောင်းနေရဒီနွားနဲ့အချင်းကြီးလုံနေရတာဒီတော့ငါနွားငါရှာတာကောင်းပါလေပြီးတော့မှတရားပွဲမိနဲ့နာတော့ပေါ့မမိနဲ့မနာတော့ဘူးဆိုတော့ပြိဿကြီးတရားနာပြိဿတယောက်ကရော့မသွားဘူးလားအဲ့ဒီလိုနွားရှာတဲ့လူတွေအများကြီးရော့သွားတော့ဘယ်သူတွေပဲကြံတယ်ဘုန်းကြီးတွေလည်းဘုရားပဲကြံတယ်ဟုတ်လားအဲ့တော့အာလူဝီပြည်သားနွားရှာထွက်လိုက်တာဆင်းလာရှာရင်နဲ့မိုးလင်းတွေကရှာတာဒါပေမဲ့သူ့မှာတရားတရားတော့ရှိတယ်ငါနွားတွေ့တဲ့အချိန်ကတော့နွားကိုခြံနဲ့ပြန်တက်ပြီးငါတရားနာပြအောင်နာမယ်သူစိတ်ကူးပြီးတော့မိုးလင်းအစောကြီးထွက်ပြီးတော့နွားထွက်ရှာနေ့လေစားကြီးနဲ့ကြောသားပြီးနွားမတွေ့ဘူးညနေဆောင်မှနွားလည်းတွေ့ရောအောင်းမလေးနွားတော့တွေ့ပြီဆိုပြီးတော့တွေ့တဲ့နွားအတင်းမောင်းလာတချမ်းလေးပို့နာရီကြည့်လိုက်တော့9နာရီကထိုးနေပြီဟုတ်လားဟာဒုက္ခပဲ9နာရီတည်းထိုးနေပြီဒီအချိန်ဆိုရင်မြတ်စွာဘုရားရဲ့တရားဝင်ကပြီးတော့ပြီးနေပြီလားမသိဘူးဟိုတရားနာခြင်းမြင်လဲနာလိုက်မယ်တရားနာခြင်းမမြင်လည်းပဲမြတ်စွာဘုရားကိုတော့ငါအာရပါရဖူးခွင့်ရမှာငါသွားလိုက်အောင်မယ်ဆိုပြီးတော့အာလူဝီပြည်ကသူစင်းရဲ့ပြိဿကြီးတဏီကိုနွားရှာလိုက်တာထမင်းစားပြီးပြီလားနတ်စားလဲလွတ်ဒီလေစားလဲလွတ်ညနေကြတော့လေအိမ်မပြန်နိုင်ဘူးဘုရားတရားဝဲတန်းလာတာဆိုဘိုက်ကလည်းစားလက်ကလည်းတုံချွေးချွေးပေါက်တွေကြားပြီးတော့သူစင်းရဲ့တုံရင်နဲ့တရားဝဲနောက်ဆုံးလေးမှာရောက်လာဖခင်ကလည်းပလင်မောကနေတရားနာပြိဿမစုံသေးလို့ဆိုတရားကိုမစသေးဘူးဟုတ်လားတရားမစသေးပဲနဲ့ဒီတော့လူတွေကလည်းဘုရားဘယ်ချိန်ဟောမှလည်းမသိဘူးပြောတော့လဲ9နာရီလည်းခွဲနေ7နာရီလည်းထုံနေကြွမကြောက်နေဟုတ်လားခင်ဗျားတို့လည်းမတူဘူးလားအဲ့ဒီတော့ဘုရားကကြည့်လိုက်တယ်သူစင်ရတာဒီတရားနာပြိဿနောက်ဆုံးမှရောက်လာပြီဆိုတော့ကြည့်လိုက်တော့ဩဒီကလေးမိုးလင်းတွေကနွားတစ်ကောင်ပြောက်လို့ထွက်ရှာလဲရတာသမင်းလည်းမစားရရေလည်းမတော့ရချွေးသေးချွေးပေါက်ကြပြီးတော့ဆာနေလိုက်တာလက်တွေပါလိတော့တုံးနေရှာပြီဒီတော့မြတ်စွာဘုရားကဝေယဝဲဇလုပ်တဲ့လူတွေဟေ့လာကြအောင်မင်းတို့မနက်ကနေဆုံးကပ်ပြီးတော့ကိုရိုဒီကြံတဲ့ဆွမ်းညာဟင်းညာလေးများမရှိတော့ဘူးလားမလားပါရှိပါတယ်ဗျာအေးဟိုးနောက်ဆုံးကဆင်းရဲသားကိုထမင်းကျွေးလိုက်ကြစမ်းကွာထမင်းကျွေးပြီးမှငါတရားဟောမယ်ဆိုတော့ဝေယဝဇ္ဇလုပ်တဲ့လူတွေကလည်းဘုရားကလည်းတစ်ခါမှမခံဘူးဟလားအော်ကြီးစွာနဲ့အဲ့ကလေးတွေ့အောင်ရှာပြီးတော့ထမင်းခေါ်ကျွေးတာဗောဟုတ်လားထမင်းခေါ်လဲကျွေးရောပြိဿရေဟိုကောင်ကတဏီကုံစားပြီးပြီလားစားရသေးဘူးစားလောင်နေလိုက်တာပြိဿရေကိုချင်းစားကြည့်ပေါ့ခင်ဗျားတို့မိုးလင်းမိုးကျုံမစားရဘူးနေပူထဲမှာတဏီကုံထွက်ရှာနေရမယ်ဆိုရင်ရှင်းတတ်ပါမလားဟာထမင်းမွဲလဲပြီးရောဟိုကောင်အာရပါရကုတ်တွေးမယ်လဲထမင်းလို့တလုတ်ပဲခေါ်ရသေးတယ်ရှင်းရကွေးနဲ့အဝါကြောင်ကြီးတယ်ဘာကြီးကဘာကြီးတော့အကြီးရဲ့အတော်ရဲ့ဆိုတာဟဲ့အဲ့ကောင်လေအဲ့ဒါပဇွန်တော့လေဟာကျွန်တော်တခါမှမစားဘူးမလေးနေမစားဘူးတော့ပြန်ပြောနေရတယ်ထို့တော်ကအခုမှမြင်ရတာတလားနာရှိသေးတယ်ဟုတ်လားဟာအဲ့လိုကျွေးတဲ့လူတွေကလည်းပဲစားခုချိန်လေးစားတာနေလဲစားတာဘူးလဲစားတာပဲဟုတ်လားဟောအခုဆိုရင်တော့ပူလောင်နေတယ်နော်ဟိုကလေးကကျွန်တော်မစားဘူးပြစားထည့်လိုက်မယ်ဟုတ်လားပဇွန်လို့စားရင်အာသာမပြေဘူးဟိုဘက်ကအကွင်းညဘာကြီးလဲအတော်ကြီးဆိုအမလေးအားလိုက်တာအဲ့ဒါငါတလောက်ခေါ်တယ်ငါတလောက်ဟုတ်လားငါတလောက်ဟာကျွန်တော်မကြားဘူးဗျာနေမပြောနဲ့ထိုးလဲကြားတာကြားဘူးလားမမြင်တာ3နှစ်လောက်ရှိပြီအခုမှမြင်ရတာဟုတ်လားအဲ့တော့ပြိဿကြီးနေဘုရားကျေးဇူးကြောင့်စားတာသံဃာတွေကျေးဇူးကြောင့်စားတာစားထားဆိုဟုတ်လားဟာဟိုကောင်လည်းပဲစားခွင့်ရတော့တွေ့ထဲလိုက်တာပဇွန်လုံးနဲ့ငါတလောက်ဤတင်အောင်တွေ့ပြီးတော့မှဟာဟန်ကြပြီတဲ့အစာပြေသွားပြီဆိုတော့ဘုရားသိတယ်သူအစာပြေလို့တရားပွဲတဲ့ဝင်ထိုင်တဲ့အချိန်ကြမှာမြတ်စွာဘုရားကတရားစဒါနနဲ့စက်တဲ့တရားဒေသနာတွေဟောတယ်သီလနဲ့စက်တဲ့တရားဒေသနာဟောတယ်ဘာဝနာနဲ့စက်တဲ့တရားဒေသနာဟောတယ်နတ်ပြည်ရောက်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတွေကိုအစဉ်ဆက်ဟောတော်မူလာလိုက်တာသူစင်းရဲသာစောစောကဆာလောင်တဲ့ဒုက္ခကလွတ်သွားတဲ့အခါတရားကိုတရားစူးစိုက်နာရင်နဲ့တရားတရားတွေထပ်သန်ပြီးတော့စိတ်တက်တည်ကြည်လင်နန်းဆန်းနေတဲ့အချိန်မှာပဲရှင်တော်မြတ်ဘုရားကအဲ့ဒီမှာသစ္စာ၄ပါးတရားကိုဟောတော်မူတယ်ဟုတ်လားဒုက္ခဒေဝမကဟောတတနာသမုဒယောဘဝေနိရောဓနာမနိဗ္ဗာနံမဂောလောကုတ္တရောမတောจิตသမီးတို့တဲ့ဒုက္ခလို့သင်တို့ကြောက်နေတဲ့ဆင်းရဲတရားတွေဒီသမုဒယဆိုတဲ့တွေ့တာမှုနှောင်ကြိုးကြောင့်မင်းတို့ဆင်းရဲတာပါသစ္စာ၄ပါးဘုရားဟောလိုက်ပြီဆင်းရဲမှန်သမျှဒီပြိဿရေဘယ်ကလာတာလဲ
တွေ့တာနှောင်ကျိုးသမှုရိယကနေလာတာသာသမီကိုတွေ့တာတော့သာသမီဆင်ရမယ်ဩစီပွားရေးကိုတွေ့တာတော့စီပွားရေးဆင်ရမယ်လူမှုရေးတွေ့တာတော့လူမှုရေးကြောင့်ရတဲ့ဆင်တွေ့မယ်ယာတုအာနာတရိယာတော့ယာတုအာနာကြောင့်ဆင်းရဲတွေကြုံရမယ်တွေ့တာနှောင်ကျိုးသမှုရိယသစ္စာကြောင့်ဆင်းရဲကြောင့်အမှန်ဒုက္ခသစ္စာမကြုံရဘူးလားဒါကြောင့်ဆင်းရဲကလွတ်ခြင်းမင်းတို့စုမတောင်းနဲ့သမုဒယသစ္စာကိုခွာသမုဒယသစ္စာခွာရင်မင်းတို့မလို့ခြင်းနဲ့ဆင်းရဲသစ္စာမလာတော့ဘူးဒုက္ခသစ္စာကုန်သွားပြီဖခင်အဲ့ဒီမှာဟောလိုက်တယ်ဒါဆိုရင်အဲ့ဒီဆင်းရဲလေးကင်းပြီးတော့သမုဒယတဏကင်းုံလေးနဲ့နိဗ္ဗာန်မရသေးပါဘူးမဂ္ဂင်7ပါးအမြတ်တရားဆိုတဲ့မဂ္ဂသစ္စာကိုပွားအောင်နဲ့မဂ္ဂသစ္စာပွားလိုက်မှယုတ်တရားနာတရားရဲ့အပေါ်မှာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အကြံမှန်ကန်တဲ့အတွေ့တွေသိလာတဲ့အခါအလုတ်အကန်တွေကဖြူစင်လာမယ်အပြောဆိုတွေကတန်ရှင်းလို့လာတဲ့အခါမင်းတို့ဒီတောင်းနေတဲ့និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ဟာအဲ့ဒီကြမှာဆိုင်ပါဒါကြောင့်သမုဒယသစ္စာကိုဖယ်ခွာမှဒုက္ခသစ္စာငြိမ်းနိုင်မယ်မဂ္ဂသစ္စာကိုပွားများမှនិရောဓသစ္စာနိဗ္ဗာန်ဆိုင်နိုင်မယ်လို့သစ္စာ၄ပါးတရားကိုရှင်တော်မြတ်ဘုရားဟောလိုက်တာပြိဿကြီးတရားဒေသနာဆုံးတဲ့အချိန်မှာအဲ့ဒီအမျိုးကောင်းသားလေးသောတာပန်တည်ခဲ့ပါပြီပြိဿဘာဖြစ်သွားလဲသောတာပန်တည်သွားပြီဒီတော့မြတ်စွာဘုရားရဲ့ဟောတဲ့တရားကကောင်းလို့လားဒီကလေးရဲ့စူးစိုက်မှုကကောင်းလို့လားနှစ်ခုလုံးကောင်းလို့ပါဟုတ်လားရှင်တော်မြတ်ဘုရားရဲ့တရားကလည်းတရားသူတရားမြတ်တွေ့အောင်ဟောလိုက်တယ်ဘလောက်ပဲတရားတွေကောင်းပါစေပြိဿရဲ့ကိုယ်မှာဆာလောင်မွတ်သိတဲ့ဆင်းရဲရှိနေအဲ့ဒီအမျိုးကောင်းသားတရားနာနိုင်မလားမနိုင်မလားအခုတော့အကောင်းဆုံးတရားနဲ့အဖြူဆုံးစိတ်တက်ပေါင်းလိုက်တာပြိဿရဲ့အမျိုးကောင်းသားတရားသူတရားမြတ်ရမသွားဘူးလားဖယားမှာဒီတယောက်ကျွတ်တန်းဝင်ဖို့ရန်အတွက်ယူဇနာဘလောက်လျှောက်ခဲ့ရတယ်ယူဇနာ30ခရီးဒေသစာတွေကြွပြီးတော့မှဒီတယောက်ကျွတ်အောင်ခေါ်ရတာဒါကြောင့်ဖယားနဲ့တန်ဃာတွေကြွတယ်ဆိုတာလူသားတွေရဲ့တောကဒုက္ခတွေအေးဖို့ကြွရတာပါကြံတဲ့ရည်ရွယ်ချက်မပါဘူးပြိဿရဲ့ဟုတ်လားလူသားတွေတရားတို့တရားမြတ်ရမယ်လူသားတွေတောကအပူတွေကင်းမယ်ဒုက္ခဆင်းရဲတွေလွတ်မြောက်မယ်ဆိုရင်ဖယားနဲ့ဘုန်းကြီးဆိုတာဝါဒနာပါတတ်ပါတယ်ဟုတ်လားအဲ့တော့ဘုရားခြေကျွတ်လို့ဟောကျွတ်တန်းဝင်သွားတော့အဖြစ်ကဘာထူးနေလဲဆိုပြိဿရဲ့ကိုတော်တွေကနောက်တနေ့ကျတော့ဟာဘုရားလည်းထူးဆန်းတယ်နော်ခါတိုင်းကဘသူ့ဘာထမင်းကျွေးလိုက်လို့မပြောဘူးအချိုးပဲကျွေးလိုက်လို့မပြောဘူးမနေ့ကတရားရသွားတဲ့ဆင်းရဲသားကြတော့ဘုရားထမင်းကျွေးခိုင်းပြီးမှတရားပွဲစတာဗျာပေါ့ဟာဘလို့များဖြစ်တာပါလဲလို့ထူးထူးဆန်းဆန်းနဲ့ပြောနေကြပြိဿရဲ့ရှင်တော်မြတ်ဘုရားဟောတဲ့ပိဋကတ်သုံးပုံထဲမှာထူးထူးဆန်းဆန်းဘုရားကိုယ်တိုင်ထမင်းကျွေးခိုင်းတဲ့ဇလန်းဒီတစ်ခုပဲရှိတယ်ဗျာဟုတ်လားကျုပ်ကလည်းအဲ့ဒီတစ်ခုမှသွားတွေ့တာဟုတ်လားအဲ့ဒါကြောင့်ရှင်တော်မြတ်ဘုရားရဲ့အဲ့ဒီထူးဆန်းတဲ့လုပ်ရက်ကိုကိုတော်တွေကသွားပြီးတော့ပြောနေတဲ့အခါဘုရားကကြွလာတော့ရှင်သားတို့ငါဘုရားကြွလာတဲ့အချိန်မင်းတို့ဘာပြောနေတာလဲမှန်လားပါဗျာကိုတရားကိုဟောဖို့ကောင်းပါရက်ကင်နဲ့အရှင်ဘုရားကတရားမဟောခင်ဟိုကောင်ထမိတ်ပြခိုင်းလို့စောင့်ရတာတစ်မျိုးဟိုကောင်ကလည်းတရားနာပြီးပြန်လာမဟုတ်တရားနာဖို့ရလို့ထမိတ်အရင်စားရသေးတယ်ဗျာဒါကြောင့်အရှင်ဘုရားရဲ့ထူးဆန်းတဲ့အလုပ်တွေကိုတပည့်တော်တို့ပြောနေတာဆိုတော့ရှင်တော်မြတ်ဘုရားကအဲ့ဒီမှာတပည့်တွေဟန်းတွေကိုမိန့်တယ်ချစ်သားတို့ငါဘုရားရှင်ကိုယ်တော်မြတ်သာဝတိပြည်ကနေပြီးတော့ဟောဒီအာလုံးကြီးပြိုင်ပြီးတိုင်အောင်ခြေပြင်ကြီးကိုယူဇနာ30နဲ့ကြွလာတယ်ဆိုတာဟောဒီအမျိုးကောင်းသားတရားကိုချမ်းသာရဖို့ကြွလာတာငါဘုရားလည်းခြေချင်းခရီးကိုယူဇနာ30ကြွလာပြီငါဘုရားလည်းရောက်နေပြီသူစင်ရသားလည်းရောက်နေပြီသို့တော့အင်္ဂါတွေဘလောက်ညီညီกว่าဟောဒီသူစင်ရသားငါဘုရားသာထမင်းမကြွေးခဲ့ရင်ဆာလောင်မွတ်သိမ့်တဲ့ယောဂါဆိုနှိမ့်ဆက်လို့ငါဘုရားတရားကိုနာနဲ့နာနိုင်မှာမဟုတ်ဘူးအာယုံလည်းပြုတ်နိုင်မှာမဟုတ်တော့တရားလည်းတွေ့မှာမဟုတ်ဘူးဒါကြောင့်ဟောဒီသူစေသာတရားတွေ့ဖို့ရန်ငါဘုရားလည်းပဲယူဇနာ30ခရီးခြေချင်းကြွလာတာအချီးနှီးမဖြစ်ဖို့ရန်ဟောဒီကောင်းလေးထမင်းကျွေးပြီးမှငါဘုရားတရားဟောပါတယ်ဒါကြောင့်သူလည်းပဲသူမှတ်တာတဲ့သောတာပန်အဆင့်ကိုရောက်သွားတယ်ငါဘုရားကြွလာတဲ့ယူဇနာ30ခရီးခြေချင်းကြွလာရတဲ့တန်ဖိုးကလည်းကြီးမားတဲ့ခြေလမ်းတွေဖြစ်သွားပါပြီ
ဘုရားအဲ့ဒီမှာဟောတယ်ဟုတ်လားဒီတော့ပြိဿကြီးရှင်တော်မြတ်ဘုရားတို့ဟာတရားဟောမှာတောင်မှရွှေဉာဏ်တော်စက္ခုမြောထောင်ရှုလိုက်တဲ့အချိန်ဆာလောင်နေရင်တရားမတွေ့မှစိုးတဲ့အတွက်ဘာရင်လုပ်တယ်လဲသမင်းရင်ကျွေးတယ်ဒါကြောင့်ပြိဿကြီးဆာလောင်တဲ့သူတွေကိုဘာရင်လုပ်ရမှာလဲသမင်းရင်ကျွေးရတာစောင်းလို့နေအစဉ်ပြေမှတရားဟောနိုင်မှာပေါ့တရားနာနိုင်မှာပေါ့စောစောခမည်းတော်ကိုပြောသလိုပဲခမည်းတော်လည်းပဲဗိုက်ရှိတဲ့အခါကျတော့ဆာမယ်ဆာတာကိုမစားရတော့စီဝါရေးလည်းမရှာနိုင်လူမှုရေးလည်းမသွားနိုင်ကိုတော်တွေလည်းပဲပြိဿရင်ဗိုက်မရှိဘူးလားဗိုက်ရှိတာချင်းအတူတူကိုချင်းမစားတာ3လတော့ပြည့်အောင်မလောင်းရတာအစိုးကြီးသိနေရတာဒီနေ့3လပြည့်ရလားအဖြစ်တော့လဲဝါရေဝါဆိုမှုတော်ကတော့အယောင်တွေတဝင်းဝင်းနဲ့ညံညံဆိုင်တိုင်းတလခွဲလောက်နဲ့နောင်မိပါရောပြိဿရေငိုင်တိုင်းတိုင်းဘုန်းကြီးတွေဘယ်ဟာလာမှာတော့ဟောဘက်ကလာမှာလားဘယ်ဟာလာမှာမသိဘူးကွာမျောမနေနဲ့ဟာတော့မေးပါဦးခါဆိုဟာကျောင်းတော်ကြီးပိတ်ထားတယ်ခမင်းဘာချုပ်လို့ဟုတ်လားပြိဿရေဘုန်းကြီးတွေလည်းဒေသစာတိကြွားတော့ခမရတို့ဆုံးနေတာအကုန်ရောသွားဟုတ်လားအဲ့ရော့တာတွေကိုပြန်ပြီးတော့လှူမယ်ဆိုရင်အခုပြန်ကြွလာပြီလှူလို့ရတယ်မရဘူးလားဘယ်တော့ဘုန်းကြီးမရှိတော့လည်းပဲမရှိလို့ရှိရတော့လေဘုတို့ကစီကံတိုင်းမသိနေကြတိုင်းသိနေတာပေါ့ကွာဆိုတော့ဘယ်သူနဲ့သွားတူမှမသိဘူးဟုတ်လားဘယ်ဘက်ကမှလိုက်လို့မရအောင်ပြန်လာအဲ့ဒါပြိဿဆွမ်းသိမ့်ဝဲသိမလုပ်ပါနဲ့မသိပါနဲ့ဟုတ်လားကိုတော်လေးတွေရင်ထဲမှာဆာလောင်မှုသိတဲ့ယောဂကြီးနှိစ္စခံရရင်ပရိယတ်တိစာပေမကြက်နိုင်ရင်စာမေးဝဲတွေကြာရှုံးလိမ့်မယ်ပฏิပတ်တိတရားဓမ္မတွေအာမထုတ်နိုင်ရင်တရားကျင့်တဲ့ကိုယ်တော်လေးလည်းတရားဝေးလိမ့်မယ်ဒါကြောင့်မိမိရဲ့ဆွမ်းတဏှတ်ဆာလောင်မှုသိခြင်းယောဂကြီးကိုကုစားပေးလိုက်တဲ့အတွက်ကြောင့်စာကြက်တဲ့ကိုယ်တော်စာမေးဝဲအောင်သွားမယ်တရားအထုတ်တဲ့ကိုယ်တော်တရားဒုတရားနဲ့ရသွားမယ်ဆိုရင်ပြိဿအဲ့ဒါမှသာသနာပြုအစေဟုတ်ရလားဒီတော့ဆာလောင်မွတ်သိမ့်နေတဲ့ကိုတော်တွေကိုဒုပရိသတ်က3လလောက်ပဲကျွေးပြီးတော့ကျန်တဲ့တစ်နှစ်ဘယ်နှလားရှိလဲအခု3လကျွေးပြီးတော့ကျန်တဲ့ဘယ်နှလားကျန်လဲ9လကိုတော်တွေကမစားတော့ဘူးလားကိုချင်းစာကြည့်နေပြိဿရေကိုကြတော့2နှစ်တော့မစားရရင်ဆောင်းကြီးအောင်ကြီးနဲ့ဟိုမှာတစ်နှစ်စားတဲ့ကိုတော်တွေကြတော့9လကျန်တာကြီးမသိကြအောင်ဆောင်းပြီးအတင်းသိမ့်မယ်နေတော့တာဟုတ်လားတော်တော်အောင်ဖို့ကောင်းတယ်ဟုတ်လားဘုန်းကြီးတွေမရှိတော့တယ်ဝန်းနေစရာတောင်းလိုက်တော့ဗျာတဲ့တပြည့်တို့မှတန်ခါတွေမပြည့်စုံတော့လူကတော့အားကိုမရဘူးလေဟုတ်လားသာဓုအခုလူစရာကိုတော်တွေပြန်ကြွလာပြီအကုန်အေးရန်ဖြစ်ပြီဆိုတော့ပြီးသွားပြီဗျာကျွတ်တို့ဘုန်းကြီးကလေဟိုဘက်နဲ့ပေါင်းတယ်အရှုံးမယ်ဟုတ်လားဒီဘက်နဲ့ပေါင်းတယ်အရှုံးမယ်ဘာမှအမြတ်မရှိဟုတ်လားနောက်ဆုံးမနေတဲ့မတိုင်တဲ့ကိုတော်တွေဒုက္ခရောက်တာပဲဘယ်ရမလဲကျွတ်တို့ကပါပြီလားဟုတ်လားဟုတ်လားဒါကြောင့်ဆာလောင်မွတ်သိမ့်နေတဲ့ပုဂ္ဂိုလ်တွေကိုလူသားပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ကုစားပေးပါဟုတ်လားမိမိတို့ကုစားလိုက်တဲ့ဆာလောင်မွတ်သိမ့်တဲ့လူသားတွေလောကကောင်းကျိုးပြုရင်မိမိရဲ့ဆွမ်းတဏ္ဍကလောကချမ်းသာရာဖြောင်းနေပါတယ်မိမိဆွမ်းတဏ္ဍလူရန်လိုက်လို့တန်ဃာတော်ရှင်မြတ်တွေတရားဓမ္မတွေအားထုတ်ရင်ပရိယတ္တိစာပေတွေသင်ကြားရင်ပြိဿရေမိမိကိုယ်တိုင်သာသနာကြီးအရှိခတ်အောင်တည်တတ်အောင်ကြိုးစားရာရောက်ပါတယ်ဟုတ်လားဒီတော့အစ်စ်ပေးလိုက်အောင်မယ်ပြန်ညင်ပြီလားပြန်ညင်ပါပါဗျာဒကမကြီးပြောပြမလို့ဟုတ်လားခင်ဗျားတို့အခုသပင်တွေတနေတာကျုပ်သိတယ်ဟဲ့အဲ့ဒါဘာခေါ်လို့ကိုရီးယားကဟုတ်လားကိုရီးယားကတော့ပြီးအောင်မပြောတော့ပြိဿရဲ့လေသံလေးနဲ့ကိုရီးယားဟုတ်လားအဲ့တော့ပြိဿရဲ့အဲ့သပင်တွေကိုလှအောင်ပြင်အရှိကြီးထားဘာပြောမလဲဆိုဥစ္စေနီပြည်ဆိုတဲ့ပြည်ကြီးတစ်ခုကိုအရှင်မကိစ္စည်းမထေရမြတ်ကြီးနဲ့သူ့ရဲ့နောက်ပါယဟန်9ပါးကြွသွားလိုက်တာပြိဿရဲ့အကုန်လုံးဘယ်နှပါးနဲ့အရှင်မကိစ္စည်းမထေရနဲ့သူ့ရဲ့နောက်ပါ9ပါးကြွသွားတာဘယ်နှပါးဖြစ်လို့တက္ကသိုလ်နာနေတော့သင်္ချာကျွမ်းတာဟုတ်လားအဲ့တော့ကိုတော်ရှင်ပါးကဥဇိနေပြည်ကိုကြွမှာမရောက်သေးအတူတူဟေးတို့အတန်းလိုက်လေးဆွမ်းခံကြွအောင်ဟေးဆိုပြီးတော့ဆွမ်းခံကြွတာ
ဆောင်းကကြတော့ပြိဿရေလောင်းတဲ့လူတွေနဲ့လောင်းမရှိတဲ့လူတွေလောင်းအဲ့ဒီမှာလည်းပဲသူစင်းရဲ့ကလေးမလေးတယောက်ကအဲ့ဒီရောမှာသပင်အရှိကြီးတဲ့တကောက်ထီအောင်ခြေပမိုးခြေဘဝထီအောင်အရှိကြီးဖြစ်ပုံရပါတယ်ဟုတ်လားသူ့သပင်အရှိကြီးကိုသပင်အရှိမရှိတဲ့တထေးသမီးကဟဲ့ညီမလေးအဲ့သပင်လေးရောင်းပါလားမရောင်းနိုင်ဘူးကျမမှချမ်းသာတာဆိုတော့ဒါလေးပဲရှိလို့ပါမရဲ့မင်းမရောင်းနေပေါ့ကြီးကျယ်လို့သူ့စင်ပြောင်းလဲဝယ်ရသေးတယ်ဟုတ်လားတထေးသမီးဆိုမကျင်တဲ့ဘူးဘောဆောက်အောင်သွားတယ်ဒါပေမဲ့သူ့သပင်လေးတာနေအိမ်ရှိထွက်ပြီးသပင်လေးတာနေတဲ့အချိန်အရှင်မခစ္စည်းနဲ့တန်ဃာတော်တွေတန်းပြီးဆွမ်းခံကြွလာတာမျိုးဟဲဘုန်းကြီးတွေကြွလာတာလောင်းကျင်လိုက်တာတဲ့ပြိဿရေဘုရားဘာသာဆိုတော့မဖြစ်ဘူးလားဖြစ်တယ်ကြောင့်လောင်းကျင်လိုက်တာအိုးလောင်းစရာလည်းဘာမှမရှိဘူးသူစဉ်းစားတယ်လောင်းစရာစဉ်းစားသပင်ကိုတန်ရင်စဉ်းစားရင်အိုးရပြီသောတော်တော်ကဟိုတတိယသမီးကငါသပင်ကိုဝေခြင်းတယ်လို့လာပြောတယ်ငါရောင်းလိုက်ရင်ပိုက်ဆံရမယ်ရတဲ့ပိုက်ဆံနဲ့ဆွမ်းဝင်မယ်တန်ဃာလေးကိုလောင်းအောင်မှာတကယ်လောင်းရတဲ့လူကပြိဿကြီးသပင်တောင်ဖြတ်ရောင်းပြီးလှူတာဟုတ်လားအဲ့တော့တတိသမီးစီသွားပြီးအမကျမသပင်ရောင်းကျင်လို့မစောစောတော့နေမရောဘူးဆိုဟိုဘုန်းကြီးတွေကြွားလာတော့မှအခုကျမလည်းတရားပေါက်ပြီးလူစရာပိုက်ဆံမရှိလို့ရတဲ့သပင်မိုးလေးနဲ့ရောင်းကျင်လို့ဆိုတော့တတိသမီးဆိုစီးပွားရေးကြွားတာသိတယ်ဟာဘယ်ရမလဲဘုန်းကြီးကရှိပါတယ်ဒီသပင်ဘလောက်တန်တန်ငါရှစ်ချက်ပဲပေးနိုင်တယ်ဟောဘိုက်နာနေတာဟုတ်လားဒီကောင်ကဘိုက်နာနေတာငါရှစ်ချက်ပေးနေရောင်းတော့မှသိနေတယ်ရောင်းတာဟာကျမသပင်တွေကအမရဲ့မပြောနဲ့ရောင်းကျင်ရောင်းမရောင်းရင်လေအမလေးမလုပ်ပါနဲ့မရောင်းပါမယ်ဟုတ်လားရှစ်ချက်နဲ့ပဲပြိဿရေရှိတဲ့သပင်တွေရောင်းပြီးတော့ပြိဿရေရှစ်ချက်ဆိုတော့တန်ဃာလည်းဘယ်နှပါလဲတပါးတပါးမှာတစ်ချက်တန်ဆွမ်းတုတ်ပြီးဝင်ပြီးတော့အဲ့ဒီဆင်းရဲသားကောင်းမလေးတန်ဃာ၈ပါးကိုဆွမ်းကပ်ပါတယ်ဆွမ်းလောင်းလူလိုက်တာပြိဿရေတန်ဃာ၈ပါးကနေစွမ်းအတွက်ကြွလာတာတပါးကိုဆွမ်းတက်ထုံရသွားပြီဆိုတော့အစဉ်ပြေသွားပြီဒီတော့သံဃာတော်ရှင်မြတ်ရဲ့အပေါ်မှာစေတနာသုံးနှံပြက်ပြက်သားသားနဲ့မိမိရဲ့ခန္ဓာကိုယ်ကဖြစ်လာတဲ့သဘင်ကိုရောင်းပြီးတော့လောင်းလိုက်တဲ့ဆွမ်းကြိုးသည်သံဃာတွေကိုယူသေးသောဥသုံးငိမ်ချလိုက်တဲ့အချိန်မှာပဲပြိဿရေသဘင်တွေကစောစောကအတိုင်းပဲတပြေးပြေးစီထွက်လာပြီးတော့သူ့လူတဲ့ပုံစံဓာတ်တော်ပို့ပြီးတော့မဲပို့ပြီးတော့ရှည်ပို့ပြီးတော့လှပတဲ့သဘင်အဆိုင်ကြီးပြပြီးတော့ညံသွားတယ်ဒီတော့ရှင်မခစ္စည်းကသိလိုက်ပြီ။ဩဒီကလေးမှကုသိုလ်ရဲ့စွမ်းအားကိုချက်ချင်းအကျိုးပေးတာပဲဆိုပြီးတော့ဉာဏ်ဉာဏ်ကိုတည်ပေးရင်တော့ရှင်မခစ္စည်းကဇာနဲ့ကြွလိုက်တာဘယ်ကြွသွားလဲဆိုရင်သာရပိသောတမင်းကြီးနေတဲ့နန်းတော်ဘေးကဥယျာဉ်ထဲမှာသွားပြီးတော့ကြွသွားတာ။ဆုံးကပ်ဖို့အချိန်ကလည်းကြံတော့ကြံသေးတယ်12နာရီမထိုးသေးဘူး။ဒီတော့မူကြီးမတ်ရတွေကဟာမန္တပါမင်းကြီးဥယျာဉ်တော်ထဲမှာယဟနာမတိမြတ်ကြီးတွေကြွနေပါတယ်ဆိုတော့သာနာပိသောတမင်းရလဲတရားတရားကောင်းတော့ဟာဆွန့်ကြည့်နေပြီကြွပါမင်းတို့မြန်မြန်လေးသွားပြီးတန်ဃာတော်ကိုမေးစမ်းမှာသုံးပုံးပေးဖို့စီစဉ်လုပ်ရအောင်ဆိုတော့လေမလားပါဆုံးကိစ္စအတွက်စီစဉ်ပြရစီဆိုတော့ရှင်မခစ္စည်းကပြောတယ်မင်းကြီးတဲ့ဆုံးကိစ္စပြီးခဲ့ပါပြီဘယ်ဟာမြတ်ရှင်ဘုရားတို့ဖုံးပေးခဲ့တာလဲဆိုတော့စောစောကသူစင်းရဲ့ကောင်မလေးကသပင်ကိုရောင်းချပြီးတော့ဆွမ်းလောင်းတဲ့အကြောင်းသူ့ရဲ့စေတနာအဟုန်ကြောင့်ဥသုံးချိန်ချလိုက်တဲ့အချိန်မှာပဲသပင်လေးပြန်ရတဲ့အကြောင်းအထူးဆန်းတွေကိုဟောပြလိုက်တဲ့အခါသန္တာပိသောတမင်းကဒီလောက်တရားကောင်းတဲ့ကောင်မလေးငါရှာအောင်မှပဲဆိုအရှာလွတ်ရှေ့တော့သွင်းလိုက်တဲ့အခါပြိဿကြီးမြင်ရင်းမဲ့တခါနဲ့ချီးမြှောက်လိုက်တာဒီဘုရားဖြစ်သွားတယ်ဟုတ်လားကဲပြိဿကြီးဆွမ်းကြိုးကောင်းမှုကသပင်တဆုပ်ကိုကြည်ပါအောင်ဆုပ်ဖြတ်လှူလိုက်တာဒီဘဝမှာလည်းပဲအလွန်ဆင်းရဲတဲ့လှူစရာတော့မရှိတဲ့သူဆင်းရဲဘဝကနေမိဖုရားကောင်းကြီးဖြစ်မသွားဘူးလားဒါပစ္စခအကျိုးတော့အဲ့ဒီချမ်းသာရတယ်ဆိုရင်တမလွန်မအောင်အဲ့ဒီကုသိုလ်ကပြိဿကြီးကြီးတဲ့ချမ်းသာတဲ့အကျိုးတွေမရနိုင်ဘူးလားဒါကြောင့်ပြိဿကြီးပြောကျင်တာကတော့ဆွမ်းအလှူဆိုတာပစ္စခဘဝမှာလည်းချက်ချင်းအကျိုးပေးပါတယ်တမလွန်ဘဝမှာလည်းကြီးတဲ့ချမ်းသာတွေရပါတယ်ဒါကြောင့်အာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းနေဆာလောင်နေတဲ့ယောဂရနေတဲ့မရောဂသင်္ခါရပရမဒုက္ခဣဒံယတဝယတဘုဒ္ဓံနိဗ္ဗာနံပရမဒုက္ခံသာရဟောတရားနာနာကြပါလေအာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းတို့စိကိစ္ဆာဆာလောင်မှုသိတဲ့ယောဂဆိုသည်ပရမရောဂရှိသမျှယောဂမျိုးစုံထဲမှာဖြင့်အဆိုးဆုံးယောဂဖြစ်ပါ၏တ
သင်္ခါရပြင်းပြင်းသမျှသင်္ခါရဆိုတဲ့အရာထဲမှာခန္ဓာ၅ပါးဆိုတဲ့သင်္ခါရတရားတို့သည်ပရမဒုက္ခအဆင်းရဲဆုံးသင်္ခါရတရားဖြစ်ကြပါပေကုန်၏ဣတံဤကဲ့သို့မှန်ကန်စွာဖြင့်ယတ္တဗုဒ္ဓဟုတ်တိုင်းမှန်စွာယတ္တဝသိမြင်ရ၍ဝသိမြင်ရတဲ့အတွက်ကြောင့်ဗန္ဒီတော်ကြောင့်ကျိုးသိမြင်ပညာရှင်ဖြစ်ကြတဲ့သူတော်ကောင်းတို့သည်နိဗ္ဗာန်အဲ့ဒီဆာလောင်မှုသိခြင်းယောဂမရှိတဲ့နေရာခန္ဓာဒုက္ခဆိုတဲ့သင်္ခါရဒုက္ခကင်းတဲ့နေရာနိဗ္ဗာန်ချမ်းသာကိုသိစေကြတော်တိမဉ္ဇဉ်ဘုံဉာဏ်ဖြင့်ရအောင်ကြိုးစား၍မျက်မှောက်ပြုပါပြီနိဗ္ဗာန်သူတော်နဲ့ရသွားတဲ့အဲ့ဒီနိဗ္ဗာန်ချမ်းသာကြီးကတော့ပရမဒုက္ခပဲချမ်းသာနဲ့မှမတူတဲ့အမြတ်ဆုံးသောချမ်းသာဖြစ်ပါပြီဤတည်သောဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝါစာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနာသာဓုသာဓုတိပါဒထာသာရောတရားနာလာကြပါလေမြာတကာရမပေါင်းသူတော်ကောင်းတို့ဒုံမေတင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအပြာပြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမန္တမဒေသနံဆာလောင်မွတ်သိတဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ပြောလို့ကျင့်စာတိုက်နေကြမယ်အစားဆာလောင်မွတ်သိမှုပြပြောင်းအောင်ကုစားပေးရင်ဖြင့်လောကကြီးလည်းချမ်းသာနိုင်တယ်နိဗ္ဗာန်ကြီးလည်းချမ်းသာနိုင်တယ်ရင်တို့ရည်ညွှန်းသိစေတဲ့ဣတရားဒေသနာတော်မြတ်ကိုဒုနေတဝါကောင်းစွာယောသေနာကြားရကုန်ပြည်သည်ဖြစ်၍အဘိနန္ဒနာစေတေနာလုံးနှစ်သာရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောဒီကိုယ်တော်ဟိုရက်ကွက်မှာဟောရင်လည်း2 နာရီတဲ့ဒီရက်ကွက်ဟောရင်လည်း3 နာရီတဲ့အမှား TV ကတွေ့ရင်တော့မှသူတရားက2 ရက် 3 ရက်ဆောင်ပြီးတော့ပြီးအောင်နာရတာငါတို့ရက်ကွက်မှာ9 နာရီ 6 နာရီတည်းကစောင့်ပြီးတော့နာလိုက်တာတော့မှအောင်မလေး1 နာရီမိနစ်30တော့မပြည့်ပါလားလို့တရားလေးရှင်မတို့နောက်မရောက်တဲ့သကောစကားဟောကြားခဲ့လို့မကြည်မနှံ့နဲ့အတင်းပြောလို့ကြံရစ်ခဲ့ကြမယ်ဆိုရင်သေတည်းမသိလို့ပဲအပြစ်တင်တယ်သိလို့ပဲအပြစ်တင်တယ်ပုထုဇဉ်ဆိုတာကတော့ဝါဒနာပါဒမှုတင်နိုင်ပါတယ်ဟောဒီကိုယ်တော်စိုးစိုးတော်ကနဲ့1 နာရီကျော်ကျော်អော်ခဲ့ရပါပြီအခုလည်းပဲ1 နာရီခွဲလောက်អော်လိုက်ရပြန်ပါပြီတကယ်လို့သာပလင်းမောကကိုတော်ကခမည်းတော်သားလေးသာဆိုရင်ငါသားတော်တော်ဒီလောက်ပင်မနဲ့လို့အမုန်းခံပြီးတော့နင်မလုံနဲ့လို့ပြောမှအမှန်ပါအခုတော့သူများသားသမီးဖြစ်တော့အပြစ်တင်တယ်မယ်ဒါကြောင့်အပြစ်တင်တဲ့စိတ်တွေကိုခဏလေးဖယ်ခွာချစ်ခဲ့တဲ့စိတ်ကလေးနဲ့ဟောဒီကိုယ်တော်ကငါတို့လည်းသားသမီးချင်းကိုချင်းစာလို့ငါသားလေးလို့သဘောထားပြီးတော့ခွင့်လွှတ်လိုက်မယ်လို့ခွင့်လွှတ်တဲ့စိတ်ကလေးအမြန်ဝင်ကြည်ကြည်လင်းလင်းကြည်ကြည်နက်နက်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့